Tuế mà bảo Thì chả phạt Tuế mà bảo Adam Ewa ga Ayo Ata English lo Flesh and bone English lo Pi mà Hê bie Akhanji nè Diဥစ္စာတွေလေးလာဖို့နော်လေးလာဖို့လိုတယ်ဒီမှာတဖြည်းဖြည်းလေးလာသွားမယ်ဒီသင်ခန်းစာကဟုတ်ဒါအရင်သိရမယ်အာဒံဧဝက flesh and bone အယိုးအသားတိတိတ်မလို့ကျမ်းစာမှာအဲ့လိုရေးလားခုနကဘာဦးနှစ်23မှာတိတိတ်မလို့အဲ့လိုဟုတ်လားဟုတ်တယ်နော်တိတိတ်မလို့တစ်ချက်နားထောင်ကြည့်နော်Tôi chẳng in tàu ba pasianin mi pa imut swak sak mama a ama imut kalin anagu te khat lain tua mun pen satak to adim sakhi anel som ni luthum tua chang in mi pa in tu pet pedin hi pen keima gu te le keima sa te a hi atui ba la ayu ta okay အဲ့ဒါကိုသိချမှတ်ထားမယ်နော်ပြီးမှခရစ်တော်လောကကြွလာတယ်မြေကြီးပေါ်မှာလူကိုကယ်ဖို့လာတဲ့အခါမှာဟေဘရဲနှစ်14 15ဟေဘရဲနှစ်14 15အဲ့ဒါကျွန်တော်ဖတ်ထိုသူငယ်တို့သည်အသွေးအသားနဲ့ဆက်ဆံကြသောကြောင့်ခရစ်တော်ဒီအသေးခံတော်မူသောအဖြစ်သေခြင်းတရားကိုအစိုးရသောသူတည်းဟူသောမာနဤတကိုးကိုချိုးဖက်ဖျက်ဆီးခြင်းက၎င်းပေဘေးကိုကြောက်၍တတလုံးကျွံခံရသောသူတို့ကိုကယ်လွတ်ခြင်းက၎င်းထိုသူငယ်တို့ဤနီးတူအသွေးအသားကိုဆောင်ယူတော်မူ၏ဒါဆိုဒီကျမ်းပိုက်ကိုကြည့်ခရစ်တော်လောကလာတဲ့အခါမှာအယိုးအသားလားအသွေးအသားလားဘာလဲအသွေးအသားကိုဆောင်ယူတော်မူ၏ဟုတ်လားအာဒံဧဝဖန်ဆင်းစားကအယိုးသားဟုတ်လား flesh and bone ခရစ်တော်လောကကြွလာတော့အသွေးအသားဟုတ်လားအသွေးအသားကဲအဲ့ဒီအသွေးအသားတောင်ဒီလိုရေးတယ်ထိုသူငယ်တို့ဤနီးတူအသွေးအသားကိုစောင့်ယူတော်မူ၏ဒါဆိုခရစ်တော်ရဲ့အသွေးသားကအခုကျွန်တော်တို့လူတွေလည်းအသွေးသားပဲမဟုတ်လားထိုသူငယ်တို့ဤနီးတူလေဒါဆိုအပြစ်သားတွေအားလုံးကဘာသားလဲသွေးသားလေအာဒံဧဝဖန်ဆင်းစားပါလေယောသားဟုတ်ပြီလားခရစ်တော်လာတော့သွေးအသားမတူနော်အင်္ဂလိပ်လိုက flesh and blood မတူနော်ဟိုက flesh and bone ခရစ်တော်လောကလာတော့ flesh and blood ကဲတိတိတ်မလို့ဖတ်ကြည့်မယ်နော်ဟေဘရဲနဲ့14 15ta te chi mi te pen leitung chilesa ebian nit sali senga no sia chilesa nei mi te hi manin ama si na hangin si na uk doi mang pa asuk gop theina dingin jesu in mi hing pian jiama hong nei phothi to hi manin si na aki tang manin salbangin om mi te amain hong sok ta sakhiအသွေးသားဟုတ်လားအပေါ်အောက်နည်းနည်းပြောင်းမယ်ဟေဘရဲနဲ့15 16သွားကြည့်လိုက်တူနော်အင်္ဂလိပ်လို Kim James ဖတ် NIV ဖတ်ဘဲကျမ်းစာဖတ်အားလုံးအသွေးသားပဲ flesh and blood သူကအဲ့ဒါဆိုတော့တိတိတ်ဘလို့ကဘလို့กว่าလဲမသိဘူးနော်ဒီပြည့်နဲ့14 15အပေါ်အောက်ကြံ့ညွန့်နေခွာကြည့်ကဲပြီးရင်
အဲ့ဒီခရစ်တော်တေခြင်းကထမြောက်ခရစ်တော်တေခြင်းကထမြောက်တော့ဘာပြောင်းသွားလဲဆိုတော့ကြည်လုကာ24လုကာ24 30နဲ့9တေခြင်းကထမြောက်တော့နော်လုကာ24 39ငါလက်ကိုကြည့်ကြလော့ငါခြေကိုလည်းကြည့်ကြလော့ငါကိုပင်ဖြစ်၏ငါကိုကြည့်ရှုစမ်းသပ်ကြလော့ငါသည်တင်တို့မြင်သည့်အတိုင်းအယိုးအသားနှင့်ပြည့်စုံ၏သေခြင်းကထမြောက်တော့ဘာဖြစ်သွားပြီလဲအယိုးအသားဟုတ်လားသေခြင်းကထမြောက်တဲ့ခါကျတော့အသွေးအသားလားအယိုးအသားလားအယိုးအသားပြန်ဖြစ်သွားတယ်ဆိုတော့တိတိမ်လို့ကြည့်ပေါ့လုကာ24 39လုကာ24 39ကြည့်439ထမြောက်တဲ့ခါအယိုးအသား Kahule kahete enun keima ma kahihi honglongun la hongtheiun tua keima nei bangin sikhain pum le tak nei ahihiam ဟုတ်လားဆရာဟုတ်တယ်နော်โอเคဆိုတော့ဒါဘာနားလည်ရမလဲဆိုရင်ယေရှုခရစ်သေခြင်းကထမြောက်တော့ဘာပြန်ဖြစ်သွားလဲအယိုးအသားပြန်ပြောင်းသွားတယ်သွေးသားမဟုတ်တော့ဒီမကြည့်ခရစ်တော်လောကကြွလာတော့အသွေးအသားဟုတ်တယ်ဆိုတာခုနတိတိမ်လို့မှာအဲ့ဒီကြံပိုက်မှာအထောက်ထားအပြည့်အဝမတွေ့ရဘူးဆိုရင်ဓမ္မတိယောတိခုနှစ်ဒီလိုဖတ်လိုက်ကောလောသဲ1:14ဖျားသခင်ဤသားတော်ယေရှုခရစ်အသွေးတော်သည်ငါတို့အပြစ်ရှိသမျှကိုစေကြောတော်မူ၏ကောလောသဲ1:14ယေရှုခရစ်ကိုနဘေးမှာလှန်နဲ့ထိုးတဲ့ခါမှာအသွေးထွက်လားဒါဆိုရင်ယေရှုခရစ်လောကလာတော့အသွေးပါလားသွေးသွန်းလားကောလောသဲ1:14ယေရှုခရစ်ရဲ့အသွေးတော်ကငါတို့အပြစ်ကိုစေကြောတယ်တိတိမ်လို့ပါလာကြည့်ပါ tua atapa in eite hong kha khia imo na hong ki mai sakita hi kolote titsele ala kolote pare na da so yin ti yo ti khunit ko phat ti yo ti khunit ahi zongin ama khowak ahi ma bangin eitain zong khowak gamtan nai gamtat takpi le eite pol khat ihia ama tapa jesu sisanin imo na khem pe ban eite hong siang saki pala oda tui pare atui pare no da so yin ai da ka rai ma te bi la ma te kin la te bi ma nabi ro atui pa la tui thoat deဟုတ်ပြီလားကဲအသွေးထွက်တယ်ဆိုရင်ရှင်ယောဟန်19 ယောဟန်19:34ယောဟန်19:34ကျွန်တော်ဖတ်မယ်ခြေကိုမချိုးပဲစစ်သူရဲ့တယောက်ဒီနဘေးတော်ကိုလန်နဲ့ထိုးဖောက်၍သွေးနှင့်ရေသည်ချက်ချင်းထွက်လာ၏နဘေးကိုလန်နဲ့ထိုးလိုက်တဲ့အခါမှာယေရှုခရစ်စီကနေဘာထွက်လာလဲသွေးနဲ့ရေဟုတ်လားကဲအဲ့ဒီမှာသွေးထွက်တဲ့အကြောင်းတစ်ချက်ဖတ်ကြည့်မယ်နော် zo hang len som le kwa le som thum le li ahi zongin gal kap te khatin atei pi to jesu pang pi su le sisan le tui hong leng khia hi သွေးပါလား tui pa le ji le pa le ကဲဒါဆိုရင်နားလည်ရမှာကအာဒံဧဝဖန်ဆင်းစားကဘာလဲအယုတာအင်္ဂလိပ်က flesh and bone ခရစ်တော်လောကကြွလာတော့အသွေးသား flesh and blood ကြည်တေခြင်းကထမြောက်တော့အယုအသား flesh and bone ကြည်ဒါဆိုရင်ဆုံးရှုံးသွားတဲ့ flesh and bone ကိုယေရှုခရစ်တော်ပြန်ယူပေးလားပြန်ယူပေးတယ်
ဒါဆိုရင် flesh and bone ကနေကျွန်တော်တို့အပြစ်ရှိတော့သွေးသားဖြစ်သွားတယ်ယေရှုကသွေးသားကနေပြန် flesh and bone ဖြစ်အောင်လုပ်ပြတယ်ဟုတ်လားကြည့်ဒါဒီမကဘူးဒါဒီမကဘူးယေရှုခရစ်ထမြောက်ပြီးတဲ့အခါမှာသူကဝိညာဏကိုပါဖြစ်သွားတယ်နောက်တစ်ဆင့်တနည်းပြောရင်အာဒံတုံးကဘာမပါလာဘူးလဲ image ပါလာအာဒံက likeness မပါဘူး likeness ဆိုတာဝိညာဏဒါကြောင့်အရှင်ယေရှုထမြောက်တဲ့အခါမှာ image တွေမကဘူး likeness ပါရသွားတယ်ဒါဆိုဖယားကလူကိုဖန်ဆင်းစားရည်ရွယ်ချက်အတိုင်းယေရှုခရစ်တော်ကပြန်လုပ်ပေးလားလုပ်ပေးလားပြန်လုပ်ပေးတယ်ဒါကြောင့်ကျွန်တော်ကဘာနာလဲစေခြင်းလဲဆိုဒါအနည်း20ကျော်ကျမ်းစာသင်တာဒါမသိတူတူပဲလို့ထင်တာကဘာဦး1 26 29တူတူပဲထင်တာဒီဘက်မှာမြင်တာ9နှစ်လောက်ပဲရှိသေးတယ်အော်ဖန်ဆင်းစားကဖျားရည်ရွယ်တာ image and likeness ဖန်ဆင်းလိုက်တာ image အဲ့ဒီကနေအပြစ်သားဖြစ်သွားပြီးတော့ခရစ်တော်လာတော့ဟလာ flesh and blood ထမ်းရောက်တော့ flesh and bone ဒါတွေမကဘူးဝိညာဏပါဖြစ်သွားတယ်ကြည့်ဒါဆိုဒီနေ့ကျွန်တော်တို့လေ့လာရမယ့်အရာဘာလဲဆိုရင် flesh and bone flesh and blood ပြန်ပြီးတော့မှ flesh and bone ပြန်ဖြစ်သွားတယ်ပြီးတော့ဝိညာဏ spiritual body ဖြစ်သွားတယ်အဲ့ဒါဘယ်ကနေဘလို့ပြောင်းသွားလဲပြောင်းနီးရဘယ်မှာပြောင်းတာလဲကျမ်းစာမှာအဲ့ဒါရှာရမယ်ဘလို့လို့ flesh and blood ကနေ flesh and bone ဖြစ်သွားတာဘလို့လို့ flesh and blood ကနေ spiritual body ဖြစ်သွားတာအဲ့ဒီကြံပိုက်တယ်ကျမ်းစာမှာအကုန်ရှိနော်ဆိုတော့ဒီနေ့ကျွန်တော်တို့လေ့လာရမယ့်အရာတွေအများကြီးရှိတယ်အဲ့ဒါဖယားရဲ့ရည်ရွယ်ချက်ပဲလောကမှာနေချမ်းသာအိမ်ဝယ်ကားဝယ်အဲ့ဒါတည်သွားတော့အိမ်နဲ့ကားပါလားမပါဘူးနေအတုပချတော့ဝစ်ပေးလိုက်တဲ့အဝတ်စားတော့မပါဘူးဟမ်ကောင်းငင်ကိုလေနေအတုပမှာဝစ်ပေးလိုက်တဲ့အဝတ်စားလဲမပါဘူးတိုင်းရင်သားအဝတ်မပါဘူးဘာလို့လဲဆိုဒီမှာကြည့်ယေရှုရောအဝတ်ဝတ်ပေးလားကားတိုင်းမှာလေသေတော့တကြိုတဲ့အခါမှာခေါင်းစည်းပတ်ပေးလားခါမှာပဝါပတ်ပေးလားပစိုးပိတ်ပစိုးနဲ့ပဝါလေအပေးတယ်ထမြောက်တော့ရှင်ယောဟန်မှာပြောတယ်လေတွားကြည့်တဲ့သင်္ချိုင်းကုန်းမှာယေရှုရှိလားဘာရှိလဲခေါင်းမှာစီးတဲ့ပဝါနဲ့ခါမှာစီးတဲ့ပိတ်ပစိုးကြံခဲ့လားတိတ်ကောင်းတဲ့မြန်မာတို့အလိတ်အတိုင်းကြံခဲ့တာမပြီသွားဘူးဒါဆိုထမြောက်တဲ့အခါမှာအိမ်ကပတ်ပေးလိုက်တဲ့ဟာပါလားယေရှုကိုပတ်ပေးတာတော့မပါရင်တော့ငါတို့ဦးလေးကိုပတ်ပေးတာပါမလားဘယ်ပါမလဲကောင်းကင်ကလူလောက်တာလက်မခံဘူးယေရှုကိုပတ်တာတော့မပါဘူးကွာမတင်ញံကမှထားခဲ့တယ်ဆိုတော့ငါတို့ဘုရားကျောင်းပတ်ပေးလိုက်တာတော့ဘယ်လိုပါမလဲဟုတ်လားဒါကြောင့်မလို့ချစ်တော်ညီကောင်မောင်နှမဘာကြောင့်မပါသွားတာလဲစဉ်းစားလူတော့တတ်သွားတယ်ဒါမဲ့ဟိုကတော့မပါပါအဲ့တော့ယေရှုကိုတွေ့တော့ဟာအဝိဇ္ဇာပါလားထမြောက်တဲ့ယေရှုကိုတွေ့တော့တင်ញံကုန်းမှာအဝိဇ္ဇာနဲ့ပတ်ထဲတယ်မလားထမြောက်တော့အဝိဇ္ဇာကြံခဲ့တော့ဘာမှမပါပဲဗလာကြီးတက်သွားလားပြောလေဟိုမှာပေတော့ပတ်ပေးတယ်မလားထမြောက်တော့အဲ့ဝိဇ္ဇာကြံခဲ့တယ်လေပိတ်ပစိုးကအဲ့တော့ထမြောက်တော့ဟိုပေါ်ဒီပေါ်နဲ့ထလားဟမ်ထောက်ဖုံးထားလားအေးဒီမှာကြည့်အာဒံကိုဖန်ဆင်းတော့အဝိဇ္ဇာပါလားဟမ်မပါဘူး
ဘယ်တော့မှစဝတ်အပြစ်သားဖြစ်ပြီးမှဝတ်ဟုတ်လားအပြစ်သားဖြစ်ပြီးမှဝတ်တာလေဒါဆိုရင်ဖန်ဆင်းစားကဟိုပေါ်ဒီပေါ်လားဒီမှာကြည့်ဖန်ဆင်းစားအယိုးအသားကိုခန္ဓာဆိုတာလေဖျားဘုံနဲ့ခြုံထားတဲ့အတွက်ကြောင့်ဝိစာမလို့အပြစ်သားဖြစ်မှဘုံပြောက်သွားတာဘာပြောက်သွားလဲဘုံပြောက်သွားမှဟိုပေါ်ဒီပေါ်တာအဲ့ကြမှာအဝိစာဝဲရတာဟုတ်လားအေးအဲ့တော့ယေရှုလည်းလာတော့အဝိစာဝဲရတယ်တင်ញိုင်ကုန်းဒီဝဲရတယ်ထားမြောက်တော့အဲ့တင်ញိုင်ကုန်းမှာထားခဲ့တယ်အယိုးအသားမှာအဝိစာမလို့ဘုံရှိတဲ့အတွက်ကြောင့်လုံချုံတယ်အာဒံတော့ဘုံရှိလားရှိတယ်အယိုးသားဝိစာလို့လားအဲ့ဘဝကိုပြန်ရသွားတာယေရှုပြန်ယူတာဘုံပြောက်သွားတဲ့ဥစ္စာကိုယေရှုပြန်ယူလိုက်တာအဝိစာမလို့ဘုံကြောင့်ဘဲသွားသူ့ဝိစာတင်ញိုင်ကုန်းမှာပဲရှိတယ်လားအေးအဲ့တော့ဒီနေ့ဒီဟာတွေကျွန်တော်တို့သေချာလေ့လာဖို့လိုတယ်ယူသားဆိုတာဘာလဲအသွေးသားဆိုတာဘာလဲဝိညာဏဆိုတာဘာလဲအဲ့ဒါကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဝိညာဏဟုတ်လားကျွန်တော်တို့ကိုးကွယ်တဲ့ဖရာဝိညာဏဟုတ်လားဟုတ်တယ်လေဝိညာဏတေခြင်းကယုံကြည်သူထားမြောက်ရောဝိညာဏဟုတ်လားဟုတ်တယ်ယုံကြည်သူထားရင်လည်းဝိညာဏဖယားဝိညာဏနဲ့ထားမြောက်တဲ့ယုံကြည်သူဝိညာဏမတူသူတို့ရဲ့ကျမ်းစာမှာလေးလိုင်းကျမ်းစာအုပ်နာမည်ပြောခဲ့မယ် Hebrew Greek Keyword Study Bible အဲ့ဒီမှာစကားလုံးတူရင်အဓိပ္ပာယ်မတူတာတွေကိုတေချာရေးပေးတယ်ဖယားရဲ့ဝိညာဏကိုသူတို့က4-1-5-1ဆိုတဲ့နံပါတ်နဲ့ရေးပြီးလေ့လာတယ်လူရဲ့ဝိညာဏကိုတော့4-1-5-2ဆိုတဲ့နံပါတ်နဲ့ပေးပြီးလေ့လာတယ်စလုံးကတူပဲနော်စလုံးတူပဲဖျားလဲဝိညာဏထားမြောက်တဲ့ယုံကြည်သူလဲဝိညာဏတူပဲဒါပေမဲ့ထားမြောက်တဲ့ဖျားကြတော့နံပါတ်က4-1-5-1လူကြတော့ယုံကြည်သူကြတော့ဝိညာဏ4-1-5-2ဆိုတဲ့နံပါတ်ရှိတယ်အဲ့ဒါကိုလေ့လာတဲ့အခါမှာထားမြောက်တဲ့ဖယားနဲ့ထားမြောက်တဲ့လူကဘုံမတူတကိုးမတူစွမ်းမတူ4-1-5-1ဆိုတဲ့နံပါတ်နဲ့ကြတော့ဖယားကြတော့တစ်ချိန်မှာနေရာ1000နဲ့တွားလို့ရတယ်တစ်ချိန်ထဲမှာကောင်းကင်မှာလည်းဖယားရှိလို့ရတယ်တစ်ချိန်ထဲမှာအမေရိကကိုလည်းလာလို့ရတယ်တစ်ချိန်ထဲမှာမလေးရှားမှာလည်းရှိတယ်တစ်ချိန်ထဲမှာမြေကြီးမှာလည်းရှိတယ်တစ်ချိန်ထဲမှာကောင်းကင်မှာလည်းရှိတယ်ဖယားကဘယ်နှစ်နေရာကိုတပြိုင်နဲ့တွားလို့ရတယ်အဲ့ဒါဘာဝိညာဏလဲဖယားရဲ့ဝိညာဏအဲ့ဒါ4-1-5-1တေခြင်းကကျွန်တော်ထားမြောက်ရင်ကျွန်တော်လည်းဝိညာဏဒါပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဏ4-1-5-2အဲ့ဒါကျွန်တော်တို့ရဲ့ဝိညာဏတစ်ချိန်မှာတနေရာမှာပဲနေခွင့်ရှိမြေကြီးမှာနေရင်ကောင်းကင်မှာမရှိကောင်းကင်မှာတွားနေရင်မြေကြီးမှာကျွန်တော်မရှိသူနဲ့စကားပြောနေရင်ဟိုဘက်မှာကျွန်တော်မရှိသူကအဲ့ဒါဘယ်သူရဲ့ဝိညာဏလဲလူရဲ့ဝိညာဏစာဖတ်ရင်တော့ဝိညာဏဆိုဝိညာဏပဲတွေ့ရတယ်ဒါပေမဲ့အသေးစိတ်လေ့လာရင်အဲ့နံပါတ်တွေကွာဆိုစာအုပ်နာမည်ပြောခဲ့မယ် Hebrew Greek Keyword Study Bible အဲ့ဒီမှာတိချလေ့လာဆိုအဲ့ဒီကျမ်းစာအုပ်က NIV ကနေတဆင့်ထုတ်တာရှိတယ် King James ကထုတ်တာလည်းရှိတယ်ဆိုတော့အဲ့ဒီစာမှာမျိုးခွဲခြားပြီးရေးတယ်အရာအရေးကြီးတယ်အဲ့ဒါကဲတင်ခြင်းကျွန်တော်တို့ပြောတယ်ကဲကောင်းပြီကဲတင်ခြင်းလို့ပြောရင်မြန်မာလိုကကဲတင်ခြင်းအင်္ဂလိပ်လိုက salvation ဟုတ်ပြီနော်ကဲကိုကျင့်လို့ရတာမဟုတ်ခရစ်တော်လုပ်ပေးတာယုံမှရတယ်အဲ့ဒါပါလေကဲတင်ခြင်းကိုဟာကိုကဲဖို့စ조사ပါဆိုတဲ့ကျမ်းပိုက်ကိုရှိလားဟမ်မရှိဘူးလားအေးဟုတ်ပြီမရှိလဲကြည့်ကြတာပေါ့ကွာဒါအမေရိကဖြေတဲ့အဖြေပေါ့ကွာကဲကြည့်မယ်ဖိလိပ္ပိခန်းကြီး2အငယ်7ဖိလိပ္ပိ2
sân nè cho nó phát mẹ đút đi à bay ngủ phát cô kẻ tình chính à cô này chú ra à thâu trả nó bà lâu làm này cô này chú ra à thâu bà bà tôi kể vô cô kể vô Christo chú ra đâu dùng mà là cô hạ cô chú ra mà là cô hạ cô chú ra ở đây kẻ tình chính mẹ mong là đã xây Myanmar luôn cả hoa lấy cái định nhiên đã lấy cái định nhiên ở đó Christian ya nắp quay đấy ô evangelist dùng này phải cái định nhiên chúa giáo luôn ya u đấy Christo cái này dùng mà ya mẹ đấy tôi lấy chăm bài gì đấy thế cái đi bây giờ phải là mau chúa giáo mẹ đấy thế mà tôi là Christo lo ba Christo thế mà cô đánh chúa giáo à thâu đấy ở đi chơi gì là ở đó đi bây giờ lấy chúa giáo mẹ đấy hôm bây giờ lấy chúa giáo gì à mà lâu rồi hôm bây giờ chẳng hạn này cái là yo đi bây giờ cái là đi bây giờ cái đấy cô chẳng phải này cô bé đàn này tên là nó cũng quen rồi nó cũng sẽ lâu chẳng hạn này cái nhà mà luôn nó cũng sẽ lâu cái gì English luôn nó cũng sẽ lâu salvation cha bề mẹ tụi nó gửi rồi sao mà anh nó cũng có gì đấy sẽ lâu bao nhiêu tuổi ta cũng có đó số rồi gì đấy nào ta cũng có đó số tiền rồi gì đấy Matura go chenaro ma zagalong mashiro chenaro anna ku zalong ke tenjen lo pi lai takero turo ma am tubu takhu a sozo naw takhu a sotiria tuma matura namba le matu le khuna pyo de champai ko le lai khuna pyo de chansa au namme ne le lai namba le matu bu da so yin chou sa lo mya bu khrit to lok pai da ko yong ma ya me man la man neအဲ့ဒါကဘာလဲဆိုရင်ငရဲကလွတ်တဲ့ဟာကိုပြောတာငရဲကလွတ်တဲ့ဟာဟုတ်လားပြီးမှနေစဉ်အသက်တာကယ်တင်ခြင်းလို့လားလို့တဲ့နေစဉ်အသက်တာကားနဲ့သွားတာကိုမမာတာသူများအိမ်ငိုက်ပြီးကိုတဲ့တယ်လားတိုက်သွားကိုမားလို့ခံရတာလားမမားပဲခံရတာလားဒါဆိုလောကမှာငါမမားရင်ခံစရာမလိုဘူးလို့ယုံရင်မားတော့နင်မမားပဲခံရတာအများကြီးပဲဟုတ်လားမဟုတ်လားနင်မမားပဲခံရတာလေအဲ့ဒါကိုလည်းမမားပဲနဲ့ခံလိုက်ရတယ်လေမြန်စီးတာအကုန်လုံးပတ်စံပေးပြီးတေချာစီးတာပဲကိုလက်ကြမှာလေရင်ပြန်ပင်လေတဲ့ထိုးကြသွားလေပေါ်တက်ခဏဆူတောင်းပြီးတက်သွားတာအဲ့ခရီးစဉ်ကလည်းအပျော်ပွဲစားသွားတာမဟုတ်ဘူးအိမ်ုံကလေးသွားတာဖယားသခင်ကွယ်ကားလားစဉ်းစားကြည့်ဟုတ်လားလေမြတ်ပေါ်တက်ကြည့်သေဖို့တခုမှမကြေညာဘူးအယံကြော်တာအောက်ဆီဂျင်ဆိုဒီလိုရှူအရေးကြောက်ကြည့်ရှိရင်ဘက်ကလေကပွင့်သွားမယ်ပုံနဲ့လမ်းမဆိုလို့အလဲမှာလမ်းမီလင်းမယ်ပြသေးတယ်ပြီးလဲပြီးတော့ကြေညာတဲ့လူကပါတဲ့လူကအားလုံးထိုးသွားတယ်ဒါဆိုဖယားသခင်ကအဲ့ဒီတဲကဟောကယ်ဖို့လို့လားလို့လားအဲ့ဒါငရေကကယ်တာလားနေစဉ်အသက်တာကယ်တင်ခြင်းလားအေးသူတို့ဂရိလူမျိုးတွေကစာမရေးနီးမတူနေစဉ်ကယ်တာတတ်တတ်ရေးတာငရေကကယ်တာတတ်တတ်လူတယောက်ကိုစိတ်ချပြီးပတ်စံချီးလိုက်တယ်ပြန်မပေးတော့ဒုက္ခရောက်သွားပြီဘယ်နဲ့လုံးကိုကလည်းအဲ့ကိုပတ်စံမဟုတ်သူများပတ်စံပေးလိုက်တာအခု तू ကပြန်မပေးတော့ကိုဒီဘက်မှာလည်းဘယ်လိုလုပ်ရမှန်းမသိဘူးအဲ့ဒါဒုက္ခပဲကဲချီနော်အဲ့တော့ကိုမာလားမမာပဲခံလားအေးဗမာပြည်ကနေလာတဲ့ဆရာဒီစာအုပ်လေးယူသွားပေးပါဝိညာဉ်ရေးရစာအုပ်ခွန်အားရတဲ့စာအုပ်တမီးဖတ်ခြင်းလို့ယူလာပေးလိုက်ယောနေ့အမေပေးတာကျန်းစာအုပ်ဟုတ်ကဲ့ဆရာကျေးဇူးပဲကျမလေးအဲ့ဒါရှာနေတာကြာပြီပြီးမှစာအုပ်ကိုလည်းကိုယ့်ရှိမှပါကင်ဖွင့်လိုက်တော့အထဲထဲမှာ passport ပါလာတယ်တော်သေးတယ်အဲ့ passport ကဟိုမှာ security အသေးချာမစစ်လို့မဖောက်လို့
hao lo đuôi ấy là lu công cú mù thòng cha mà chẳng sao bây giờ là passport ba giờ là ê passport ba giờ passport của bé đấy bị ba lại lệ ê phải cái quê gà lại lo mỗi sản đốt thòng cha bị ấy là Christian này về ba đấy lùa mà biểu ấy giáo đó tâm ý à ô xia tí bị đã thành lo xia xí mà ba cái bao lại đó ai chả mà cho nó đuôi rồi lan đó ra ba đấy lùa bị đuôi thành lệ à chỉ giờ nốt thà để tiền đồ alu ta cháu nốt thà đây là mà dùng nè rồi phía dưới cái ngang ngày rồi kẻ bị ấy đi câu chết để lùi lẹt thì kẻ bố lùi đây là lùi đấy Christian này mà câu chết đã xí là đồ biểu không là sự đồ biểu gì này ở đây về cả nế sinh kẻ tiền chiến lên lùi đấy không là nế sinh kẻ tiền chiến lùi đấy ngày cái kẻ ra đặc khu nế sinh kẻ ra đặc khu học đi là tôi dễ ní mà tu bố ta trong đó đi này cho nó ai aoတိုင်းtất cả đấy mà salon này ná lệ vô lô đấy cô tí đấy salon đặc khu đấy nè tông tiền khai mà ít tụi nhau mà sang chuyện vô lô đấy à đi này Christian đó mía cô tí thà đấy cái đi như thế ta chán nè áp biết giật à cô bé mà lấy ta chán chán đi đấy à ná lệ à mày hậu là đó là sao mà mình chỉ là bê lô thuê nó mà đấy so hoa lệ kể đến đà lệ kể đến nhé bố English cái lệ mà sâu na hoa lệ salvation đà lệ salvation bố thế mà đặc biệt tụi nó ghi lùm yo đi dễ để saga bà lệ đặc khu à sozo đặc khu à soteria matu bố đà lệ đi cho nó bao nhiêu bố lô lệ ná lệ bố lô đấy lệ là bố lô đấy hả là phan sinh sa ayota ai cái này áp dụng phía đó tuổi ta kể bố tôi Giêsu là đó tuổi ta tiền tham nhau đó Yota era tập phía bên cho nó bao nhiêu am lẽ ná lệ bù lù đấy cái cao vị aku đi này cho nó quỳ ngã mà cả si yên chính con nằm yếu rồi gắng sinh để cái này quỳ ngã nó number 1 ai thế mà tông miêu lâu rồi lì làm si yên chính number 1ခေါင်းစဉ်ကဘာဖြစ်မလဲဆိုရင်ခရစ်တော်ခံရသောစီရင်ခြင်းခရစ်တော်ခံရသောစီရင်ခြင်းနံပါတ် 1ကခရစ်တော်ခံရသောစီရင်ခြင်းကျမ်းပိုက်တစ်ခုဖတ်မယ်နှစ်ကော9:21နှစ်ကော9:21နှစ်ကော9:21အဘယ်ကြောင့်နည်းဟုမူကားဖျားသခင်သည်အပြစ်နှင့်ကင်းစင်သောသူကိုငါတို့အတွက်ကြောင့်အပြစ်ရှိသောသူဖြစ်စေတော်မူ၏ကြောင့်မူကားငါတို့သည်ထိုသူအားဖြင့်ဖျားသခင်ရှေ့တော်၌ဖြောက်မတ်တော်သူဖြစ်မိအကြောင်းဒီဖယားကတဲ့အပြစ်နဲ့ကင်းစင်တဲ့သူတယောက်ကိုအပြစ်ရှိတဲ့သူဖြစ်စေလိုက်အပြစ်နဲ့ကင်းစင်တဲ့သူကဘယ်သူလဲယေရှုခရစ်ဟုတ်လားခရစ်တော်ဟာအပြစ်နဲ့ကင်းလားကင်းတယ်အဲ့ဒီခရစ်တော်ကအပြစ်နဲ့ကင်းစင်တယ်အဲ့ဒီခရစ်တော်ကအပြစ်နဲ့ကင်းစင်တယ်ဖယားကကျွန်တော်တို့အပြစ်ရှိတဲ့လူတွေရဲ့ကိုယ်စားအပြစ်တွေအားလုံးကိုယေရှုပေါ်မှာတင်လိုက်တယ်ကောင်းကင်ဘုံအဖဖယားကယေရှုပေါ်မှာကျွန်တော်တို့အပြစ်တွေတင်လိုက်တော့ယေရှုအပြစ်ရှိသွားပြီလားရှိလားသူလောက်တာလားကိုယ်စားယူတာလားကိုယ်စားကျွန်တော်တို့ကိုယ်စားယေရှုခရစ်ကဘာဖြစ်လဲအပြစ်ရှိသွားတယ်ဖယားသခင်ဒီအပြစ်နဲ့ကင်းစင်တော်သူကိုငါတို့အတွက်ကြောင့်အပြစ်ရှိတော်သူဖြစ်စေတော်မူ၏ဒါဆိုရင်ယေရှုပေါ်မှာကျွန်တော်တို့အပြစ်ရောက်တဲ့အခါမှာကျွန်တော်တို့ကအပြစ်ရှိသေးလားရှိသေးလားမရှိတော့ဘူးစဉ်းစားမယ်နော်
ကျွန်တော်တို့အပြစ်ယေရှုပေါ်ရောက်သွားတော့ကျွန်တော်မှအပြစ်မရှိတော့အဲ့ဒီကျွန်တော်တို့ရဲ့အပြစ်ကြောင့်ပဲယေရှုကကားတိုင်းမှာသေတယ်အသွေးသွန်းပြီးကျွန်တော်တို့ပြစ်ကိုဆေးကြောတယ်ဒကြိုပြီးသေခြင်းကရှင်ပြန်ထမြောက်တယ်၃ရက်ကြာတဲ့အခါမှာဟုတ်ပြီနော်၃ရက်ကြာတဲ့အခါမှာသေခြင်းကရှင်ပြန်ထမြောက်တယ်အဲ့ဒီယေရှုခရစ်ကားတိုင်းမှာသေတာအသွေးသွန်းတာထမြောက်တာဟာသူ့ကြောင့်လားကျွန်တော်တို့ကြောင့်လားဘယ်သူကြောင့်လဲဒါဆိုရင်ယေရှုခရစ်ကားတိုင်းမှာခန္ဓာဟာသူ့ကြောင့်လားကိုယ်စားလားဘာလဲကျွန်တော်တို့ခံရမှာတကယ်တော့ကျွန်တော်တို့ကိုယ်စားခရစ်တော်ခံသွားတာဟုတ်လားမဟုတ်လားကိုယ်စားခံကိုယ်စားစီရင်ခြင်းခံကိုယ်စားစီရင်ခြင်းခံအဲ့တော့မေကွန်း3-4ခုဖြေကျမ်းစာလေ့လာရင်ဒါလွယ်တယ်3-4ခုဖြေရတယ်မေးရတယ်အဲ့တော့အခုကျွန်တော်သင်တာ Dex ကျမ်းစာဥထဲဟာဖြစ်တယ်အဲ့ထဲမှာအနည်းဆုံးမေကွန်း5ခုရှိဘယ်ကျမ်းစာလေ့လာအဲ့လိုမေးရတယ်ဒါမှရှင်းတာအခုဒီမှာလေ့လာရင်လည်းသိသွားမယ်3-4ခုတော့မေးရမယ်ကဲတစ်မေးမယ်ယေရှုခရစ်ကကိုယ်တိုင်ခံလားကိုယ်စားခံလားပြန်မေးမယ်ကိုယ်တိုင်ခံလားကိုယ်စားခံလားကိုယ်စားခံထပ်မေးမယ်ဘယ်နှကြိမ်ခံလဲအကြိမ်အရေအတွက်ဘယ်နှခါခံလဲယေရှုခရစ်ကားတိုင်းမှာဘယ်နှကြိမ်ခံလဲတစ်ကြိမ်ပဲခံထာဝရလွတ်ပြီကျွန်တော်တို့ဟုတ်လားမဟုတ်လားတစ်ကြိမ်ပဲခံတာနော်ထာဝရလွတ်တယ်တစ်ကြိမ်နဲ့လွတ်တယ်တစ်ကြိမ်နဲ့လွတ်တယ်ဆိုတဲ့အကြောင်းကိုဟေဘရဲမှာပါတယ်ကြည့်မယ်နော်ဟေဘရဲထဲမှာနော်တစ်ကြိမ်ပဲခံတယ်ကြည့်မယ်အဖန်များစွာခံစရာမလိုတော့ဟေဘရဲကို25ကိုဖတ်ဟေဘရဲကို25သို့တော်လည်းယေပရောဟိတ်မင်းသည်တန်ရှင်းရဌာနရဲသို့သူတစ်ပါးအသွေးနှင့်နှစ်တိုင်းအစဉ်ဝင်ရတကဲ့သို့ခရစ်တော်သည်အဖန်များစွာကိုပူဇော်ရသည်မဟုတ်အငယ်26ကြော်ဖတ်လိုက်မယ်ကကာလအစုံ၌တခါဒီကိုပူဇော်သောအဖြစ်အပြစ်များကိုတုတ်တင်ပယ်ရှင်းခြင်းကပေါ်ထွန်းတော်မူ၏တခါပဲပူဇော်တယ်ဘယ်နှကြိမ်လဲတခါဒီတခါတဲ့ခံရင်တရက်လွတ်လားတစ်နှစ်လွတ်လားထာဝရလွတ်လားပြန်ပြောမယ်ဘယ်နှခါခံဘယ်လောက်လွတ်အကျိုးကထာဝရခံစားရတယ်ထာဝရငရေကလွတ်တယ်ခံစားရတယ်ကဲတင်ခြင်းအဲ့ဒါကိုထာဝရကဲတင်ခြင်းလို့ခေါ်တယ်နေ့စဉ်ကဲတင်ခြင်းမခေါ်ဘူးထာဝရကဲတင်ခြင်းဘယ်နှခါခံတစ်ခါခံဟုတ်လားဘယ်လောက်ခံစားထာဝရခံစားဘယ်သူခံပေးတာလဲကိုယ်တိုင်ခံလားကိုယ်စားခံလားကိုယ်စားခံအကျိုးဏိကုံးချုပ်အကျိုးဘယ်သူရမလဲအကျိုးကဘယ်သူရမလဲဒီမှာကြည့်ဖြေတာမဖောက်ပွားနဲ့တိတိကျကျဖြေဘယ်သူရမလဲပြန်ပြောယုံကြည်သူပဲရမယ်လူတိုင်းမရဘူးလူတိုင်းမရဘူးမယုံတဲ့လူရလားမရဘူးလေဒါကြောင့်မဖောက်ပွားရအောင်ဖြေတဲ့အဖြေကယုံကြည်သူပဲရတာဟုတ်လားအေးယုံကြည်တော်သူဒါလျင်ခံစားရလူတိုင်းမရဘူးဘယ်သူခံလဲခရစ်တော်ခံတယ်ဘယ်နှကြိမ်ခံလဲတစ်ကြိမ်ဘာရမလဲထာဝရကယ်တင်ခြင်းဘယ်သူရမလဲယုံကြည်တော်သူပဲအကျိုးရထပ်မေးမယ်ဘ
bé nê ya mà khăn lệ nê ya biểu cá rai bỏ mà nào tên ní biểu karani mà karani gấu mà không là cõng kia mà làm nhẹ chỉ bỏ mà là nhẹ chỉ bỏ mà đã tự nhau thì khu về lê là nó cũng nằm bên này toàn đã nên mà tù rồi đã tự chăm mắt hả hôm nay nó tâm nhiên là toàn tù nên mà tù rồi bây giờ khá credit khá bên nó khá bé khá phải làm lẽ thao ra cái tiền chi bây giờ bé làm lẽ dấu chỉ từ bé làm bên này mà lúc khăn đó là lẽ cá rai mà karani mà khăn đó làအဲ့ဒါကလူခံရတဲ့စီရင်ခြင်းလား credit တော့ခံရတဲ့စီရင်ခြင်းလားဘယ်သူခံရတဲ့စီရင်ခြင်းလဲ credit တော့ခံရတော့စီရင်ခြင်းကျွန်တော်ခံစရာမလိုဘူးကျွန်တော်မစီရင်ဘူးဖေဟာအာဒံကြောင့်ကျွန်တော်အပြစ်သားအာဒံကြောင့်ကျွန်တော်ငရဲသွားရမှာကျွန်တော်ကြောင့်အလူငွေပဲထဲထဲဆေဘုဒ္ဓဘုပဲထဲထဲကျန်းစာကြောင်းပဲတက်သင်းဦးဆရာပဲလုံကိုစာရှောင်ပဲဆုတောင်းငရဲပဲသွားရမှာဘာဖြစ်လို့လဲဆိုရင်ငရဲသွားတာကိုမားလို့လားခရစ်တော်မားခဲ့တယ်လို့လားကဲပြောကိုမားလို့လားအာဒံမားလို့လားဘယ်သူမားလို့လဲအာဒံမားတော့အာဒံအပြည့်အလုံးဘာလဲအလုံးငရဲနေကောင်းရင်လဲငရဲပဲမကောင်းလဲငရဲဒါဆိုရင်အခုကိုခံမှာမလားဒါပေမဲ့ဘယ်သူကိုစီရင်လိုက်ပြီလဲဖေဟာယေရှုခရစ်ကိုစီရင်လိုက်ပြီဟုတ်လားမဟုတ်လားဒါဆိုခရစ်တော်ကခံသိလို့ခံတာလားကိုစားခံတာလားနံပါတ်1စီရင်ခြင်းကကိုစားခံစီရင်ခြင်းကဲနံပါတ်2သွားမယ်ဒါဖြတ်လိုက်တော့မယ်နော်ဒါဖြတ်လိုက်တော့နံပါတ်2စီရင်ခြင်းသွားမယ်နံပါတ်2တိကော7:31ဓမ္မခေါင်းစဉ်မရေးသေးဘူးเนาะအောက်မှာကျမ်းပိုက်အရင်ရေးမယ်ရေးလိုက်မယ်တိကော7:31ကိုဖတ်တွေ့လားတိကော7:31ကျွန်တော်ဖတ်မယ်ငါတို့ဒီကိုစစ်ကြောစီရင်လျင်စစ်ကြောစီရင်တော်မူခြင်းနဲ့ကင်းလွတ်ကြလိမ့်မယ်လိုက်ဆိုငါတို့ဒီကိုစစ်ကြောစီရင်လျင်စစ်ကြောစီရင်တော်မူခြင်းနဲ့ကင်းလွတ်ကြလိမ့်မယ်ကဲဒီကျမ်းပိုက်မှာကြည့်ဘယ်သူကစီရင်ခံရမလဲဘယ်သူစီရင်ခံရမလဲကိုစားခံလားကိုယ်တိုင်စီရင်ခံလားဘယ်သူကစီရင်မှာလဲဟမ်ဘယ်သူစီရင်မှာလဲကဲလိုက်စို့ငါတို့ဒီကိုစစ်ကြောစီရင်လျင်စစ်ကြောစီရင်တော်မူခြင်းနဲ့ကင်းလွတ်ကြလိမ့်မယ်ဘယ်သူစီရင်ခံရမလဲကိုကစစ်ကြောစီရင်ခံရမယ်ဘယ်သူကစီရင်မှာလဲဟမ်ပြန်တစ်ခါလိုက်စို့ငါတို့သည်ကိုစစ်ကြောစီရင်လျင်မဲဘယ်သူစီရင်ခံရမလဲကိုခံရမယ်ဘယ်သူကစစ်ကြောရမလဲစစ်ကြောတဲ့သူကကိုစစ်ကြောခံရတဲ့လူကကိုပဲဒီမှာဥပမာပေးမယ်ပုဂ္ဂိုလ်ကိုစစ်ကြောတဲ့အဖွဲငါပါဇက်ရှာရှစ်ပြီးတပ်ပြောတာခံအောင်ဟဲ့ဘယ်သူကပါဇက်ကိုရိုက်လဲကိုပြန်စီရင်တာလေရှာရှစ်ပြီးတပ်ပြောတာဟိုဒီပါဇက်လေကိုဘာလုပ်တာလဲကိုစီရင်တာ
ဒီချပိုက်ကိုကြည့်တခါတလေဗမာလူကကဘာမှာသူများဘာသာစကားမှာမရှိလောက်အောင်ကိုကောင်းတဲ့စကားလုံးလည်းရှိတယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးမတူဘူးနော်စာမတူဒီဗမာလူကတခြားလူမျိုးမှာကျွန်တော်မကြားဘူးတဲ့စာရှိတယ်ဗမာမှာပဲရှိတယ်အဲ့ဒါဘာလဲသိလားတော်ဆိုတာဖျားနဲ့ဆိုင်ရင်တော်ထည့်ရတယ်အဲ့ဒါသူများမှာမရှိဘူးဝိညာဉ်ဖျားနဲ့ဆိုင်ရင်ဝိညာဉ်တော်အိမ်ဖျားနဲ့ဆိုင်ရင်စကားဖျားနဲ့ဆိုင်ရင်စကားတော့ဟုတ်လားဘုံဖျားနဲ့ဆိုင်ရင်ဘုံတော့ကျမ်းစာမှာကြည့်အင်္ဂလိပ်လိုကတော့မပါဘူးလူဝိညာဉ်လဲဝိညာဉ်ပဲဖျားဝိညာဉ်လဲဟိုကလဲ spirit ဒါလဲ spirit ပဲဖျားအိမ်လဲအိမ်ပဲဟောင်းပဲကိုနေတဲ့အိမ်လဲဟောင်းပဲကြည့်လေအင်္ဂလိပ်လိုဟာအိမ်လဲလူနဲ့ဖျားမခွဲဘူးဝိညာဉ်လဲလူနဲ့ဖျားမခွဲဘူးတွေ့လားအေးတို့မြန်မာစကားမှာကဖျားနဲ့ဆိုင်ရင်တော်များစကားလုံးမှာတော်ထဲလိုက်ရင်သဘောပေါက်အဲ့ဒါဖျားနဲ့ဆိုင်ဝိညာဉ်တော်စကားတော်ဘုံတော်တကိုးတော်အလိုတော်ဟုတ်လားမျက်စိတော်ခြေတော်လက်တော်နှုတ်တော်ထွက်တရားတော်သည်ဟုတ်လားအေးအဲ့တော့ तू ဒီကျမ်းပိုက်မှာဗမာလိုတော်ပါတာတခုရှိသိကောင်းတယ် तू ဓမ္မကြည့်မိမိကိုမိမိဘာလို့ရမလဲစစ်ကြောစီရင်အဲ့တော့ဓမ္မကြည့်ကိုစစ်ကြောခြင်းတနည်းပြောရင်ကိုစီရင်ခြင်းအဲ့တော့ကိုစီရင်လို့ပြောရင်မေကောမေးမယ်စီရင်ခံရသူဘာတူလဲကိုယ်တိုင်ထမေးမယ်စီရင်သူဟာစီရင်သူလဲကိုယ်တိုင်ပဲကိုပြန်စီရင်ရတာအဲ့တော့ကိုစစ်ကြောစီရင်လျင်စစ်ကြောစီရင်တော်မူခြင်းနဲ့ကင်းလို့ကြလိမ့်မယ်ဘာပါသွားပြီလဲဒါဆိုရင်ဘယ်သူစစ်ကြောတာနဲ့လွတ်မလဲဖျားစစ်ကြောတာနဲ့လွတ်ချင်ရင်ဘာလုပ်ရမလဲကိုစီရင်နိကိုမစီရင်ဖျားသခင်စီရင်တာနဲ့နေမလွတ်တော့တွေ့လားပထမစီရင်တာလူမလားတော်မထဲရဘူးနောက်စီရင်တာတော်ပါတယ်ဒါဆိုအတိပ္ပယ်ကဖျားအဲ့တော့ကြည့်ကိုတိုင်ကိုစီရင်ဖို့လိုလားကိုစီရင်ဒါဆိုရင်ဖျားသခင်စီရင်တာနဲ့လွတ်မယ်ဒါဆိုယုံကြည်သူတွေကျွန်တော်မေးမယ်ဒီကျမ်းပိုက်ဟာဘယ်မှာစီရင်ရမှာလဲနေရပြောဘယ်မှာစီရင်ရမလဲကောင်းကင်မှာလားမြေကြီးပေါ်မှာလားဘယ်မှာလဲဒီလောကမှာမြေကြီးပေါ်မှာအခုအသက်ရှင်စဉ်မြေကြီးပေါ်မှာဘယ်အချိန်စီရင်ရမှာလဲအချိန်နေ့တိုင်းအသက်ရှင်နေတဲ့၍မြေကြီးပေါ်မှာစီရင်ရမယ်တစ်ချိန်လားနေ့တိုင်းလားစီရင်ခြင်းတစ်ကဘယ်သူခံလဲခရစ်တော်ဘယ်နှချိန်စီရင်ခြင်းနှစ်ကဘယ်သူခံမလဲကိုတိုင်းဘယ်နှချိန်နေ့တိုင်းစီရင်ခြင်းတစ်ကတစ်ခါပဲခံရတယ်စီရင်ခြင်းနှစ်ကနေ့တိုင်းဟုတ်လားဒါနှစ်စီရင်ခြင်းနှစ်ကြတော့နေ့တိုင်းတစ်နဲ့နှစ်မတူစီရင်ခြင်းတစ်ကအကျိုးကစီရင်ခံရတဲ့သူရလားယုံကြည်သူရလားစီရင်ခြင်းနှစ်ကြတော့ကြည်ဖယားရလားကိုယ်တိုင်ရလားကိုယ်တိုင်လို့ပြောရင်ဘယ်သူရမလဲအကျိုးမဖောင်းကွာနဲ့တိတိကျကျပြောဘယ်သူရမလဲကိုစစ်ကြောစီရင်လင်းစစ်ကြောစီရင်တော်မူခြင်းနဲ့ကင်းလို့မယ်ဒါဆိုရင်ဖယားရဲ့စစ်ကြောစီရင်ခြင်းကနေဘယ်သူလွတ်မလဲ
Titi cha biểu hiện dấu chi tu đánh lùm là mà lùm hù bởi tu lùm lệ cô xích cho xì nè đu bè phía xích cho xì gì ngà lùm ấy ra cô mà niệm xích cho ra chơi lâu nè tu mía bè xích cho nè rồi phía cái nè xích cho yo xích cho rồi nè biang xia quay yo hậu là ê ấy đó dấu chi tu đánh lùm là cô xích cho đấy lù bè lùm là ê ấy ra mà cô xích cho du à chui yam cô xích cho đấy du à ấy đi à chui yam học đi nó đào ná lệ yam ở đó dấu chi tu mía nà bên này xì yên chén à mà dấu chi tu biểu ra là dấu chi tu biểu ra là dấu chi tu ở đó dấu chi tu ha xì yên khai nhà bố xí là Kaung ke mala mye ji mala mye ji ma sit cho sin khan bo shi de badu a si yin mle ko si yin la yin bya lum le bya sit cho sia mlo daw bo ne lut twa bi bo hout la ma hout la a do a chou a do ko sit cho tu bya lut le phaya sit cho jin ma lut da boဒါပဲဖះစစ်ကြောတာလွတ်သွားတာပေါ့အဲ့တော့ကိုစီရင်ကိုစစ်ကြောဘယ်လောက်စစ်ကြောမလဲနေတိုင်းစီချင်းတိကြတော့ဘယ်နှခါစစ်ကြောလဲတစ်ခါတည်းဟုတ်လားဒါဆိုရင်စင်ချင်းနှစ်ကကိုစားခံလားကိုတိုင်ခံကိုစားစီရင်လားကိုစီရင်လားအဲ့မတူတစ်ကြိမ်လားနေတိုင်းလားနေတိုင်းစီရင်ခံကိုစီရင်ကဲအရေးကြီးတဲ့နေရာရောက်ပြီကိုဘယ်လိုစီရင်မလဲဘယ်လိုစီရင်မလဲကျန်းစာနဲ့စီရင်ကဲကောင်းပြီကျန်းစာနဲ့စီရင်နီးအဲ့ရထားကျန်းစာဖတ်နေ့လေကျန်းစာဖတ်ညနေဖတ်ပေါ့ဖတ်တော့ကျန်းစာဖတ်ရင်ကိုမကောင်းကြောင်းပါလားပါတယ်ခရိယန်တယောက်ကဗုဒ္ဓဘာသာတယောက်ကိုကျမ်းစာကိုပေးလိုက်ဗုဒ္ဓဘာသာဖတ်တော့ဗာပြောလေသီလားနေတို့ကျမ်းစာတဲ့ငါမကောင်းကြောင်းအရင်ရေးတယ်တဲ့ तू ပြောတာမှန်လားမှန်တယ်ဒါပေမဲ့ခရစ်ယာန်ဖတ်ရင်အဲ့လိုမမြင်ဘူးခရစ်ယာန်ဖတ်ရင် तू များမကောင်းကြောင်းပဲမြင်ချက်ချင်းလိုက်တာလိုက်ဗုဒ္ဓဘာသာပေးလိုက်တော့ဗုဒ္ဓဘာသာအမြင်မှန်တယ်နေ့ကျမ်းစာဖတ်ကြရငါမကောင်းကြောင်းကြီးပဲတဲ့ तू ကသူများကိုပြောတဲ့ခံယူလားသူ့ကိုပြောတဲ့ခံယူလားအေးဒါမှခရစ်ယာန်ကြတော့သူများကိုခံယူတာဟောဒီကျမ်းစာတွေ့သူများကိုပဲတော်မြင်ဟိုလူမကောင်းကြောင်းတွေ့လိုက်တာလိုက်ဒီလူမကောင်းကြောင်းတွေ့လိုက်တာလိုက်ဗုဒ္ဓဘုစီဝေကြတွေ့တော့တာပဲအဲ့ဒါကဲအဲ့တော့ကျမ်းစာနဲ့စီရင်ရတယ်ကိုဟုတ်ပြီလားအဲ့တော့ကျမ်းစာဖတ်ကျမ်းစာမှာကိုမကောင်းကြောင်းပါလားမှန်လားမှန်တယ်ဒါဆိုရင်အဲ့ဒါကိုကဝန်ခံဖို့လို့လားသဘောတူဖို့လို့လားလူတာဖို့သဘောတူရမယ်အော်ဟုတ်တယ်လူစီဖာကောင်းကင်ကနေပြီးတော့ဖျားကိုပုံကန်လားပုံကန်ဖို့ကြံစီလားကြံပဲကြံစီတာမပုံကန်သေးဘူးကျမ်းစာဖတ်ကြည့်မပုံကန်ဘူးဟေရှာယ14 စနစ်ကနေ15မှာပါတယ်မပုံကန်သေးဘူးစိတ်ထဲကကြံစီလိုက်တာကြံစီတာနဲ့ပြစ်ချပလိုက်ဘုရားသခင်ကဘယ်ကိုပြစ်ချမြေကြီးပေါ်လားမရဏလားဟမ်ဟုတ်လားအာကာသမေးတာနှစ်ခုဖြေတာနောက်တစ်ခုမေးတာမြေကြီးပေါ်လားမရဏလား तू မဟုတ်ဘူးအာကာသပုံမြင့်သွားပြီလိုက်မမီဘူးနောက်တအုပ်ထောက်ရမယ်ကျမ်းစာဘာလဲငါတို့ကျမ်းစာမှာငါဖတ်တာကတော့မရဏနိုင်ငံသင်္ချိုင်းတွင်တိုင်အောင်နှိတ်ချခြင်းကိုခံရလေပြီတကားဘယ်ထိလဲ
Marana Nijio Araga Heshaya Anagadija Anagadijan Sure Daviha Chippy Dane Pisse Pilla Mehago the two Anagadijan Palm Yere Anagadijan Srali Mapchetu Chup Yodhara the two Anagadijan Chippy the Howle Yere Chino Sort of Lucy Patake Jala de Kama Aku Marana Yaupila Yaupila Mayau de Tameto Yau Melo Yidara Hala at a chance of pay a Nagadi Jans or a Pipida la Pinni la Shejama Pilla Mehala Erari Giam a coup chachin young a coup below your mother. The Chohariam Pitu Namea Gounsinga Anagadi Jan Pew Chama Pimeha Hala Aro Lucy Pacharo, tu now Mabdu Palale Counting Taman, Tombo Double Eraga Piari Jan Sendne Majidare Counting Taman Lum you Counting Jelu Yere Counting J so that Tinzadara Bow Tinzalai Dale Counting Tamango Counting Jelu Tinzadara Era Yari Sandemaga Aro Counting Taman Tomong Dabawan Lucy Panauga Jala Jala de Ka Jaro Nasu Pietwari Ho Maranao Mayau Deu Aro Maranao Beroma Yam Letua and knit the town Critom Yeji Poma La Osure a change Jamatu Tema and Nasongo Twineo Tema Hobila Akumatua Deu and Nasu Mount Ode where a cool pora Critom Mapo Tube Pora Poraro and Nasongo Twin Pora Be Bobby Apian Doro Tamina so when up your mount of the Ningao Payama Mount of get a lead. And that's on the twin pura twin a young boy. Chino Payama Mapoi Nipo in Yamala Matava Mayabao Laisale Mamane Naso Mauna Payara Mapo, 2 a lame body. Araga a netta town Kalaja Mapomenia. Hola at a theame. Get county at a chance of pat. Oh, Lucipa Manachide. Manachiro, Piat Kinga, tu Balule, nature like day. Nane Lucipa Basaile. Damas winning them up Piakin Sakapior. Chansa Majiriha, Alu Naru, so mabu. Madano, Chansa Majiriha, Alu Naru Balavole. So mabu yira. I tell my kuna me pao no shama paneligua. Kuna me ablopam le. Hobila, eh, the Maji. Chansa Yireha Alu and Aro Soma Bo Surat Tico Tase and a seti my body. Tico Tase seti. The cho Chansa oh a yan tateluria. The catalijaro cut be pure the Tangaro Pura Mo, Da Jew Pura. Taro Abrango Pura. Taro at a Yacoco Pura, Narunem Saimu. Aro Pia Jonta de Tinda Diaga. Oh, Sia did about Hora, Ta Yacone signing, Narunem Saimu Soro. Ice Yacone signes Sayako Pia Light, Nanema Messina. Now the Baja Da Jew Pura. Narunem Saimu, than a tap share like a Jew. Now some Paya Jangla to a pound bed. Well, say up your Jew Pura or Abrango Pura, so Nale, say Anema Saimu Pura, Masina Pie in a pound bed January. No, Allo Lepia Medadita, Chaza Yan Tatuarecam. Get Ticotus Zetima. To a Jauya Shidemiarodi, Ponta de Piandonga, Toturo na Yaujai, Kakala, Sonri Pieto. Ngaro go soma ziabu chanza na yetale yeshi ngaro go balabo soma bu chanza ma yethara da so Abraham chaung yethara Abraham twat la ngaro twat la ele Abraham chaung yethara Abraham twat ma pa bu ba lo Abraham thei bi ja la bi ye kare ka Abraham thei bi ma yeta Abraham ma mashi ro da
ဟုတ်လားအာဗြဟံတည်တာကြားလာပြီနောက်မှမောရှေခေတ်ကြမှာအာဗြဟံအကြောင်းရေးတာလေဒါဆိုအာဗြဟံမရှိတော့တာအာဗြဟံအကြောင်းရေးတာအာဗြဟံအတွက်လားကျွန်တော်တို့ဆုံးမဖို့လားအေးအဲ့ဒါလေအဲ့ဒါအာဗြဟံနဲ့ပဲဆိုင်နေငါနဲ့မဆိုင်ဘူးခံယူပြန်ရောကျမ်းစာကြီးယာကုပ်အကြောင်းရေးတယ်ယာကုပ်အကြောင်းကယာကုပ်အတွက်လားကျွန်တော်တို့အတွက်လားအေးကျွန်တော်တို့ဆုံးမဖို့အဲ့တော့ကြည်ဓမ္မခုဖတ်ပြီးလူစီဖာဒီလိုဖြစ်တယ်အဲ့တော့ဘုရားနှိတ်ချလိုက်တယ်စန်တိုနင်လဲမာနမကြီးနဲ့လူစီဖာမာနကြီးတော့အောက်ကြတယ်နင်လဲမာနကြီးအောက်ကြမယ်နှိတ်ချခံရမယ်သတိထားဘုရားဆုံးမလားဆုံးမလားအဲ့တော့ကိုစီရင်နေဆိုဘာနဲ့စီရင်ရလဲကျမ်းစာနဲ့စီရင်ရတာတပတ်ပေါက်လားအဲ့တော့ဒီနေ့ကျွန်တော်တို့ကအိယာထားကျမ်းစာဖတ်ဖို့ကျမ်းစာဖတ်မှဩဖျားကိုစီရင်တာသိမှာပေါ့နေကအိယာထားမိဖို့ကြောင့်ပဲတန်းသွားတာအိယာထားတာနဲ့ဘာစားမလဲမက်ဒိုနာသွားရမလားဘာကကင်သွားရမလားနေဘယ်လိုကိုစီရင်မလဲဟုတ်လားမဟုတ်လားအေးကိုဘယ်လိုစီရင်ကိုစီရင်နေဆိုကျမ်းစာဖတ်တော့ကျမ်းစာမှာအာဗြဟံအကြောင်းပါတယ်အော်အာဗြဟံကြီးသူ့မိန်းမကိုနှစ်မလို့လိန်တဲ့အတွက်အခုသူ့မိန်းမအသိမ်းခံရတယ်ဖျားကိုနေသွားလိန်ဖျားမကြိုက်ဘူးလိန်တာနေသွားလိန်ဟလားနေဘယင်ကိုသွားလိန်တယ်ဖျားလိန်တာမကြိုက်သွားလိန်တော့ခုနေခံရပြီအော်ငါလည်းမလိန်နဲ့ကိုဖျားဆုံးမလားအေးဒါဆိုအဲ့ဒါကိုချက်ချင်းဝန်ခံလိုက်ရတယ်ဟာအဲ့ဒါငါ့ကိုပြောတာဟဲငါ့ကိုပြောတာကြည်စမ်းငါအခုဒါပြီးဟိုမှာအလုတ်ရှင်ကိုလိန်မလို့ကြည်စမ်းအခုဒါငါ့ကိုပြောတာဆုံးမပြီလေအဲ့တော့ကိုစီရင်နေဆိုကျက်စာဖတ်ကိုဝန်ခံအဲ့ဒါဘာလဲအတိတ်ပဲကိုစီရင်တာဟုတ်လားနောက်တစ်ပိုက်ပြန်ဖတ်အော်နောက်တစ်ပိုက်ပြန်ဖတ်တော့နောက်နေ့ကြတော့အော်ပြန်တွေးပြန်ရောနောက်နေ့ကဒီနေ့နဲ့မတူတော့ဖတ်တဲ့ကျမ်းပိုက်ကဟုတ်တယ်မလားမတူတော့အော်စေဘုတ်တဘုတ်မထက်တခိုးတွေမာလခိသုံးဖတ်နေတော့တခိုးတွေကျွန်တော်တို့ဘာခိုးလို့လဲနေတော့ဖျားဥစ္စာစေဘုတ်တို့လည်းမပေးဘူးဒါကြောင့်နေတော့ဖျားဥစ္စာကိုလူတဲ့လူတွေအော်ကောင်းတယ်ဣသရေလလူမျိုးတွေခံတကယ်တော့ဒီဥစ္စာဣသရေလကိုပြောတာလားငါတို့ကိုပြောတာလားငါတို့ကိုစုံမဖို့ရေးတာမလားဟိုမှာရေးစရာမလိုတော့ဘူးမာလခိကဓာတ်ရိုက်ပါဇက်နဲ့ဟောရင်ရပြီလေကွာဒါရေးပြီးထားတာသူတို့အတွက်လားငါတို့အတွက်လားအေးအဲ့တော့ငါတို့ကကိုစီရင်လားဂျူးတွေကိုစီရင်လိုက်လားဂျူးတွေကောင်းတဲ့ခါနေတော့အပင်တွေကိုပိုးကြိုက်ခိုင်းမယ်ဖယားရဲ့ဘာလို့ကြိုက်ခိုင်းမလဲအမြစ်ပါနှုတ်ပြပြီးရောကိုမစီရင်ဘူးသူများကိုသွားစီရင်ကျမ်းစာဖတ်ပြီးတော့အေးအဲ့တော့ဒါကိုဖတ်ပြီးဩငါလည်းဒီတစ်ပတ်စဉ်းစားနေတာစက်ဘုတ်တဘုတ်အရင်များလာလို့မပေးရင်ကောင်းမလားဓမ္မမို့ငါပဲအမှုတော်ဆောင်ပြီးယူလိုက်ရင်ကောင်းမလားစဉ်းစားနေတာဒါမို့အိမ်ကဟိုကောင်လေးငါထောက်ပံ့နေရွာမှာလေပတ်စံတစ်ချိန်လုံးပို့ရတယ်သူ့ပဲကျန်းစာကြောင်တက်ခိုင်းပြီးတော့သူ့ကိုပို့မဲ့ပတ်စံကိုငါလည်းစက်ဘုတ်တဘုတ်ပေးလိုက်ပြီးတော့တစ်ချက်ကုန်နှစ်ချက်ပြအဲ့တော့ကိုစဉ်းစားနေတာနဲ့ကိုဘုရားကဆုံးမပြီလားအေးမဆယ်ဘုဒ္ဓဘုခေါ်တယ်အဲ့တော့ကိုစီရင်နေဆိုတာကိုဘုရားသခင်ဆုံးမတာကိုခံယူတာကိုပြောတာအဲ့တော့ကိုဘာနဲ့စီရင်ရလဲဘာနဲ့စီရင်ရလဲအေးစီရင်တဲ့နေရာမှာအသုံးပြုတာကျမ်းစာဖတ်ကျမ်းစာနဲ့ဆုံးမဟုတ်လားမဟုတ်လားအေးအဲ့တော့အိုးငါမားတယ်ကျမ်းစာအရာသိသွားပြီဒါမှမဟုတ်ရင်ဖျားကြောင်တွတ်တက်ဖျားကြောင်တွတ်တက်တော့ဖျားကြောင်မှာဆရာတရားဟောပြီတရားဟောတော့ကိုနဲ့တိုက်ဆိုင်လားဟာငါနဲ့ကွက်တီးပဲဟုတ်တယ်မလားဖျားကြောင်မှာဟောပြီလေ၍စကားများစွာပြောတတ်တော်သူသည်မိမိအပြစ်ကိုမိမိဖော်ပြ၏ဟိုအိမ်ဝင်ဒီအိမ်ထွက်တစ်ချိန်လုံးသူများတင်မဲ့လိုက်အောင်ဆရာငါ့ကိုပြောတာပဲဒီကြံပိုက်ကဘာဖြစ်လဲသူ့အလုပ်လားဟောဆရာရှိဟောတာမဟုတ်
khá để ngao quên làm mà đi chăm bay cả quạt đi phật tôi mà tí lột tôi mấy mà lên ngàn đấy tôi bà ra vậy thế cái đó cô bà lo làm lẽ xì nhá bà lẽ hậu lá ấy mà tiêu cho tuần nào thằng nhỏ cô tôi bà là bà đấy lấy buồn thì tiêu cho tôi nát thằng lại đã này ha chẳng sao mà tôi yo lon chú ra mà số nhân này mà mai này à bây giờ à chạy mà yêu mi tê chân tani nè à yam lon này nó số là tê đoa mẹ sao tê đoa mẹ ai chẳng phải cả à chạy mà yêu mi à bây giờ tê chân tani rồi tê chân yêu mi là mà yêu bé tê là xí là xí đấy chẳng sao mà xí đấy lệ à tiêu xí à anh nào à tu bác rồi lệ bà mà số tu à chạy yêu luôn bé tê là bỏ à chạy mà yêu mi tu à tê mà lệ quân khai mà bỏ họ luôn người ấy của lấy chi lại ta trong bà bé biết luôn rồi quân khai luôn người chi lại ta kia số tiền đó là luôn rồi mà vu chẳng sao biểu là lon chú sao mà số nhân này mà mai này chạy mà yêu mi bé trong tiền chân này chạy mà yêu bé tiền đó mình để thả cha đó số tiền đấy luôn đấy chạy yêu đã lá mà vu chạy mà yêu bé tiền nào xí lá chạy yêu luôn tiền nào xí lá nằm yếu xí đấy nó đã trong cho nó đồ along lồng đuôi bị mà biểu này ai đó cho nó ara phá lại đó mà lấy ngàn này quạt đi về ngào đi bên này bị ngà lấy số đấy ngà lấy lý ngà lấy ngà về doa mà đó rằng tìm mà lo phía kề lo Malaysia giàu đi sao mà lấy tiền ngàn đi về nó tiền ngàn đi phía kề lại luôn nó còn những ngào quay dây lo dễ để giàu là lúc đầu tiên để lúc đó phía kề luôn America giàu là nên tao nhà một xã sinh ra ai nói bà mà tao một xã đáp sĩ wine là yếm wine đấy wine là yu bé ati bé ati mà thà là nên trả vào luôn thế mà thấy này trả yêu tụt bé ai là nên trả lại ati mà biết bảo happy mà là happy mà chẳng sao phải bố đồng miền lớn chết là ai đi ăn thì tập gì vậy hoài ăn thì bao nhiêu là lẽ bia này giàu là bia rồi cháu cặp bia mà số lượng bia tao xí cao này mà hồi chăm mày thì khách này bia mà mau Norway mà đồng nêu xia thì tí tan tao phụ pasta bia rồi xí tất cả xí đấy tất cả xí đấy pasta bia nam ya sa tham mà bu màဖြစ်ဘူးဒါနော်အမြင်ကျင်းတဲ့လူတွေပဲတောလူတွေပဲဘီယာတော့ပြည့်ရှိတယ်ပြောတာဟိုမှာငါတို့သာသနာလာပြုတဲ့အဖွဲ့တွေတောင်တောက်တယ်သူဗမာပြည်ကနောက်မှနိုင်ငံခြားသာသနာလာပြုတာသာသနာလာပြုတဲ့လူတော့တောက်တယ်ကျမ်းမာကြီးကြောင်းပါချလိုက်ပြီဘီယာနဲ့နောက်တစ်ဆင့်ဘယ်ရောက်လာလဲအရက်ရောက်လာပြီတပြေးပြေးပုံမှန်ရောက်လာပြီအရက်ရောက်အဲ့ချိန်မှာဆရာတရားလွန်ကျူးစွာမစိုးညင်းနဲ့မမိုင်းနဲ့အချိန်မရောက်မီပဲရောက်သေးခြင်းသနည်းတိုက်ဆိုင်ဝိညာဉ်တော်တဲ့အဲ့ဒါမင်းပဲဖြာဖော်ပြလားကိုစီရင်ဖို့လိုလားလိုတယ်ကိုစီရင်ရမယ်ကိုစီရင်ရမယ်ဒါငါပြောတာအချိန်မရောက်မီအပဲကြောင့်သိခြင်းသနည်းဟုတ်တယ်ဖျားခင်အဲ့ဒါငါတငယ်ချင်းတယောက်လေအဲ့လိုပဲကြောက်ကကြောက်နဲ့ဘီယာတောက်တာအခုတည်တာကြောက်ကနဲ့ပဲတည်သွားတာတရားဟောဆရာနော်တရားဟောဆရာကြောက်ပြောတယ်မတောက်နဲ့ကြောက်ကမကောင်းဘူးတဲ့အဲ့ဒါတောက်မှကြောက်ကစီးကောင်းမှာတဲ့ကောင်းလိုက်တာတည်သွားတာသားသမီးတို့တပြားမှတော့မကြောက်ရသမျှအလူငွေအလုံးကုန်သွားကြည့်ဒါကြောင့်ကျွန်တော်တိတ်မပြောကြမ်းပိုက်နေလဲအယံမငင်းအယံညင်းလဲကိုလေးလာတာအလကားပေးရမယ်သူတို့ကလဲတယ်မလေးလာပဲလာညင်းပြီးယူသွားတာကြမ်းပိုက်မပေးနားပဲထောင်လိုက်တယ်ပြီးရောနော်ပြီးတက်တီတွေးလိုက်မယ်တက်တီခဏနေဒီနားမှာအကျော်ဖောက်ဒီနားမှာဖောက်ဟုတ်တယ်မလားတပတ်မှာ1ရက်တို့နော်တစ်လမှာ2ရက်တို့ဟုတ်လား
ပြောတယ်မလုံနဲ့ဆိုတော့ကြောက်ကကောင်းအောင်နဲ့ကောင်းသလားမမင်းနဲ့အခုအဲ့ဒါပဲဆိုတော့ဘာမှမပြောနဲ့ဖျားခင်ကတတ်သိနဲ့အလုံးလုံးတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာကိုစီရင်နေဆိုတာဒါပဲကျန်စာဖတ်ပြီးကိုဘာလုပ်ရမလဲစီရင်ဒါမို့တရားဟောချက်သွားနားထောင်ပြီးကိုlive ပေါ်မှာတရားဟောချက်တွေနားထောင်နေအဲ့ဒီမှာကိုအတွက်ပါလားကိုဘာလုပ်မလဲစီရင်ဟုတ်ပြီလားကဲနောက်စီရင်တာတစ်ခုပြမယ်စီရင်ခြင်းရင်ဘာလုပ်ရမလဲဆိုတိယောတစ်ခုနှစ်တိယောတစ်ခုနှစ်မှာဘယ်လိုရေးလဲဆိုသင်တို့ဒီအလင်း၌ကျင်လေလေအချင်းချင်းမိတ္တဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဖယားသခင်၏သားတော်ယေရှုခရစ်အသွေးတော်သည်သင်တို့အပြစ်ရှိသမျှကိုဆေးကြောတော်မူ၏သင်တို့ဒီအလင်း၌ကျင်လေလေအချင်းချင်းမိတ္တဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ဘယ်မှာကျင်လေရမလဲဒီကျမ်းပိုက်ကဘယ်မှာကျင်လေရမလဲအလင်းမှာကျင်လေကဲအလင်းထဲမှာကျင်လေတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲအလင်းမှာကျင်လေတယ်ဆိုတဲ့အဓိပ္ပာယ်နော်အလင်းမှာကျင်လေတယ်ဆိုတာကဲယုံကြည်သူတိုင်းနဲ့ပေါင်းတာလားအလင်းလေးနဲ့လူနဲ့ပေါင်းတာလားဘယ်သူနဲ့ပေါင်းတာလဲယုံကြည်သူတိုင်းအလင်းလင်းလားမလင်းပါဘူးမလင်းတဲ့လူနဲ့သွားပေါင်းတော့ကို့အမားကိုမြင်လားဘယ်မြင်မလဲဓမ္မကြီးကို့အမားကိုမြင်ခြင်းအလင်းထဲကိုသွားရတယ်မှန်ကြည့်တယ်လေအမောင်ထဲမှာဘယ်သူကြည့်လဲဟုတ်လားအလင်းထဲမှာမှန်ကြည့်မှကို့အမားကိုမြင်မှာပေါ့ဟုတ်တယ်မလားဆိုယုံကြည်သူကလည်းအလင်းလင်းတဲ့လူနဲ့ပေါင်းရတာဟိုမှာစကားပြောရင်တိုးတိုးလေးတိမ်မွေ့ပဲပြောတယ်ကိုကအော်နေတာမသိဘူးဘာလို့ငါတို့ရွာမှာအော်တာလူတိုင်းအော်တယ်ဒါကြောင့်ငါအော်တာမဆန်းဘူးအပြစ်လည်းမဟုတ်အဲ့တော့တိမ်မွေ့ပဲစကားပြောတဲ့လူနဲ့သွားတွဲလိုက်တော့မှပဲကိုကလူရိုင်းကြနေတာကျွန်တော်မိတ်ဆွေတွေမိသားစုတစုရှိတယ်စကားပြောရင်ဒီနာပြောရင်ဒီနာပဲကြားတယ်ဟိုနာထိုင်တဲ့လူမကြားဘူးအဲ့ဒီအိမ်ကိုကျွန်တော်ရောက်တော့ကျွန်တော်စကားပြောဟိုအခန်းထဲကလူတွေပါထွက်လာဘာပြပြောနေလဲပေါ့အဲ့လောက်အကျယ်ကြီးသူတို့ထွက်လာတော့မှကျွန်တော်ရှက်သွားဘယ်သူနဲ့သွားပေါင်းလဲအလင်းလင်းတဲ့လူနဲ့သွားပေါင်းတိမ်မွေ့လူနဲ့သွားပေါင်းတော့မှကိုရိုင်းတာပေါ်သွားရောဟုတ်လားဒါဆိုခုယုံကြည်သူတွေဘယ်သူနဲ့ပေါင်းမလဲအလင်းလင်းတဲ့လူနဲ့ပေါင်းရင်ဗာမြင်သွားမလဲကိုအမားကိုတွေ့မလားတွေ့တာပေါ့မဟုတ်လားတစ်ချိန်လုံးဖះเจ้าနောက်ကျတဲ့လူနဲ့ပဲပေါင်းတော့ကိုလည်းနောက်ကျတာပုံမှန်ဖြစ်သွားတယ်စိုးရင်တော့မှကိုကယူတယ်လို့ဟဲ့နေစိုးလာတော့ကိုနောက်ကျမှကွက်တီလေအားလုံးဟုတ်လားအခုလောက်ဆိုတချင်းဆိုနေမှာပါပြဿနာဝရှိလုံးနေတချို့ပူဆိုးတယ်အားလုံးထိုင်ရတာညောင်းလာပြီဖြစ်တဲ့အတွက်တချင်းတပုတ်လောက်မတ်တက်ထပြီးတော့ချီးမွမ်းရအောင်တချင်းကနေအေရိုဘစ်လုပ်တယ်ထင်လားနေအညောင်းပြေအညာပြေလုပ်တာလားငါဖះကိုငါချီးမွမ်းတာညောင်းလို့ထားတာမဟုတ်ဘူးတဘာပရိကိုရညောင်းပြီဖြစ်တဲ့အတွက်တချင်းတပုတ်နဲ့စအောင်နေအညောင်းပြေခြင်းကိုတွားလိုက်လေခြင်းကိုတချင်းဆိုနေတာလူကိုဆိုတာလားဖះဟုတ်လားအညောင်းပြေလားချီးမွမ်းတာလားအေးဖះကိုချီးမွမ်းတာကိုများသူကညောင်းလို့တဲ့ဖះကိုချီးမွမ်းတာသဘောပေါက်လားဆိုတော့တကယ်ဖះချီးမွမ်းတဲ့အခါမှာကတာပါလားခုံတာပါလားလက်ခုပ်တီးတာပါလားဟာအကုတ်ပါတယ်အဲ့ဒါညောင်းလို့လုပ်နေတာမဟုတ်ဘူးဖះကိုချီးမွမ်းနေတာအေးအဲ့တော့ဒီနေ့ကျွန်တော်ကအရင်တော့ကျွန်တော်ကလည်းညောင်းပြီးဖြစ်တဲ့အတွက်ခဏအော်တာညောင်းပြီးဖြစ်တဲ့အတွက်တကယ် praise and worship တကယ်ဝိညာဉ်တော်အလုပ်လုပ်တဲ့ချက်လျှောက်ညောင်းလို့မဟုတ်ဘူးသူကချီးမွမ်းခြင်းလို့ကိုချီးမွမ်းတာအေးအဲ့ဒါဆိုအဲ့ဒီချီးမွမ်းခြင်းကဖယားသခင်ကိုချီးမွမ်းတာဟုတ်လားဟုတ်တယ်ဆိုရင်ငါချီးမွမ်းခြင်းပြီးမှလာမှာလားငါကိုယ်တိုင်ပါမှာလားဒါဆိုလားအဲ့ဒီမှာသဘောပေါက်သွားတာ
ကျွန်တော်တို့ကဘရော့ဆိုတရားပဲနာတယ်ချီးမွမ်းခြင်းမပါဘူးဟိုးတုန်းနဲ့ဒါပေမဲ့တငယ်ချင်းကဆိုတော့ကျွန်တော်မလိုက်ချင်တချင်းဆိုတော့ဒါပဲတချင်းလည်းဒါပဲလေမဟုတ်ဘူးလေတဲ့လူကိုဆိုတာမဟုတ်တော့ဖះကိုချီးမွမ်းတာမင်းမလိုက်နေခဲ့သွားတရိယာဖះကိုချီးမွမ်းတာဟုတ်သားပဲဖះကိုချီးမွမ်းတာလေသူတို့နဲ့ပေါင်းနဲ့ကိုလည်းဖះကိုချီးမွမ်းတတ်သားရဘယ်မှာကျင်လဲတာလဲအဲ့ဒါအလင်းပဲသူ့အလင်းနဲ့ကိုထိသွားတော့ကိုအမကိုတွေ့သွားလားအေးအရင်တော့အလူကောက်$1ထည့်လိုက်လူတိုင်း$1ပဲအလူငွေအိတ်တွန်လိုက်အားလုံး$1စီးတာကားကောင်းစားစကားပြောအမြင့်ဖျားတော့မှ तू ကဂရိတွေဟေပြဲတွေရွတ်ပြတာ15ရောက်ဖျားရှိခိုးတာအိတ်ကိုတွန်လိုက်တော့14ရောက်ပဲထွက်ဒါမဲ့လက်ထဲတာ15လက်ထဲတာလက်က15ရောက်လုံးထဲတာတွန်လိုက်တော့14ရွက်ပဲထွက်တရွက်ကဘယ်ကောင်းကတမနိုင်သွားလဲတွားမလုံးနဲ့အဲ့ဒါကော်မတီလူကြီးစီဝေးလက်ကြည့်ပဲလွတ်လိုက်တာတယောက်ပါတယ်ရှိနော်ဆိုတော့သူတို့နဲ့တွဲရင်နဲ့ကိုလေးပါပြစ်လာလေလက်ပဲထဲလို့ရတာသိပါသူတို့စရာကူတာဟလာတရက်ကြတော့ဖះကိုပေးမယ်ဆိုကောင်းစားပဲပေးတယ်အသစ်ပဲပေးတယ်အများဆုံးပဲပေးတယ်အဲ့လူတွေနဲ့တွဲတာအဲ့လူတွေကပေးလိုက်ရင်အများဆုံးပဲပေးကောင်းဆုံးပဲပေးတယ်အသစ်ပဲပေးတယ်သူတို့နဲ့တွဲတော့ကိုကအကုန်လုံးအဲ့လိုကြီးပဲဖြစ်နေတာကိုတယောက်ပဲကြံဘယ်ကသင်တန်းလုံးမယ်ဒါလို့တယ်ဘယ်သူပါဝင်မလဲအောင်ရောက်ရှုပ်ထွက်ခဲ့အခုဆူတောင်းပေးမယ်ဝုန်းနဲ့ထွက်သွားတာပို့သွားလို့နောက်ဆုံးထွက်တဲ့လူပြန်ထိုင်ခိုင်းရတယ်မရတော့ဘူးနေနောက်ကြပြီထိုင်လိုက်နင်ကိုဆူတောင်းပေးမယ်ဒါပေမဲ့နင်မပါဝင်နဲ့တော့ငါတို့ဘုရားကျောင်းမှာတော့15ကလောက်ကောက်ရတယ်သင်တန်းလုပ်ဖို့အလူကိုလေအဲ့ဒါတော့မလောက်လို့အကြော်ကြော်ကြောင်းအောင်တည်တယ်ဘုရားကျောင်းနော်သင်တန်းလုပ်ဖို့တဲ့မလောက်လို့အကြော်ကြော်တယ်တိတ်စင်းတိမ်တဲ့အသားတွေခုတ်ရောက်အောင်တည်တယ်ဖះကြောင့်တိုင်နဲ့ကျန်းစာတော့မသိဘူးဒါပေမဲ့ဈေးတော်လုံးတက်သွားပြီတိုက်ဆိုင်ရင်ခွလို့နော်ဟိုကျန်းစာထဲမှာဒါလည်းတစ်ခါမှလည်းမပါဘူးအလူငွေလိုရင်အသားခုတ်ရောက်တယ်ဘူတိကြော်ကြော်ရောင်တစ်ခါမှမဖတ်ဘူးဟုတ်ပြီဆိုတော့ဖတ်ဘူးတာတော့ဖះကြောင့်မှဈေးရောက်လို့ကျိုးနဲ့ရိုက်တာတခုပဲတွေ့ဘူးတယ်အဲ့လိုသာရိုက်မယ်ဆိုခုဖះကြောင့်နဲ့အကုန်လုံးရိုက်ခါပြီတိုက်ဆိုင်ရင်ခွလို့ဆိုပြောခြင်းနဲ့အတိတ်ပဲကသူတို့စီကိုကျွန်တော်ရောက်သွားတော့အလူအရက်ဖြစ်နေတာငါတို့ဖះเจ้าမှာ10ခါလောက်ကောက်ရတယ်လေသူတို့တခါတည်းတောင်မှမရဘူးနော်နောက်ကြလို့မရဘူးအချိန်တောင်မှအများကြီးမပေးဘူး2မိနစ်ပဲပေးတာပြေးလာရှုပ်မြင်လာပြေးလာခါရဲဆူတောင်းပေးလိုက်ပြီးသွားပြီဖះနဲ့ပတ်သက်ရင်ဒီလိုပြေးထန်တယ်ဒါကြောင့်သူတို့လည်းဘတ်တော်မှဆင်းရတာလည်းမရှိဘူးပဲကောင်းကြီးလည်းခံစားဒါမျိုးပါလားအဲ့တော့သဘောပေါက်သွားပြီကိုပေါင်းတဲ့လူတွေကအလူရက်ပြေးထွက်တဲ့အဖွဲတွေလေအပြေကိုမဟုတ်အလူငွေထည့်တဲ့နေရာကိုပြောတာဟာလားအဲ့ဒါနဲ့တော့ပေါင်းသူတို့ကြည့်ကောင်းကြီးကသူတို့ခံစားကော်ဖီတိုက်ရင်သူတို့ခောက်ဆွဲကျွေးလဲသူတို့ငါလိုက်စားတော့သူတခါမကျွေးဘူးသူတို့ပဲကျွေးနိုင်တာငါကျွေးလဲမကျွေးနိုင်သဘောပေါက်သွားပြီဒါကြောင့်ပဲဘယ်သူနဲ့ပေါင်းတာလဲအဲ့တော့ကိုအမကိုတွေ့သွားလားအဲ့ကြတော့မှကိုစီရင်ရတာဖျားခင်မနဲ့တုံညဖြစ်တဲ့စံတူတပြားမှမရှိအဲ့တော့ဖျားခင်ဒီလောက်နှစ်တည်ကျွေးဒီလောက်ကောက်ကြီးပေးအခုတည်းစံတူကအလူငွေထည့်လိုက်ရင်ဗာလဲအကျွေးအ ਨੇ ဆုံးဆိုတော့ငါဟုတ်ကိုမဟုတ်တာငါဘာဖျားသားလဲငါဘလို့လူလဲဝိညာဉ်ကြီးရမှာငါမဟုတ်ဘူးနော်ငါ့ကိုဒီလောက်ဖျားကောက်ကြီးပေးတာဒါအလုံးလဲသူဟာပဲငါဘလောက်နဲ့ဒီကိုရောက်လာလဲတုံညနဲ့အခုငါကားလဲရှိတယ်အိမ်လဲရှိတယ်ဆိုငါဘာဖြစ်လို့ဒီလောက်ဖြစ်နေတာလဲငါမဟုတ်တော့ဘူးအလင်းထဲမှာကျင်နေတဲ့လူနဲ့ပေါင်းနေကို့အမောက်ကိုတွေ့သွားလားအဲ့ဒါကိုဘာလို့ရလဲစီရင်သွားရောတဘောပေါက်လားအဲ့တော့သူများစီရင်လားကိုစီရင်လားစီရင်တဲ့သူကကိုစီရင်ခါတဲ့လူလဲ
cô bé mà xin ra đây đi miếng gì ở đây xin này chơi mà tìm mà bé ở đây chỉ xem mà gì đó mà không à khôn này lâu à mà con cái bầu dâu mà biết này con cái bầu dâu bà mà xin ra đây cái sao nếu cô xin luôn miếng đâu à khôn xin ra mà mà này à xin bị đi này rồi to bị mà không này đánh xin ra mà này đánh bà lâu am lẽ này đánh xin ra mà cô hậu là thà mà bây giờ luôn lẽ hay à xin cho xin ra luôn mẹ rồi xin ra đấy bốc dân đi bị lá bà này xin lẽ chân sa này để áo hỏi chân này học bị lá ở đây này xin ra để áo chân đi chân nào đó ngao biểu đi đấy đi chắc khăn yêu chân sa phải để đó ngao biểu đó đi chắc khăn yêu cô xin đã xin này bây giờ lúc đó lẽ hay à xin cho xin ra luôn mẹ đã xin cô mà xin cho ý phải à xin chính của mình khai ra mấy con mấy mẹ phải à cái khởi đầu xin bị là đâu có ra cho nó có ra là xin chính đi tại vì mẹ xin chính nên mà nếu xin bố xin đi là ở đó cái phải à ta đi cũng xin à hoa cái biết ta có ra xin à tôi mà giỏi nè xin chính tất cả bắt đầu có ra biết ta có ra xin à xin chính này cái phải à xin bố xin là bắt đầu có phải à ta có born again có xin mà bé mà xin mà lẽ con cái mà làm gì chỉ bỏ mà là aku đi chả phải cái gì chỉ bỏ mà xin mà bé lô phải à ta có xin mà lẽ cô sẽ cho xin gì này kiến đó đủ cô mà xin này đủ ở phía xin mà hậu làm không là mà lấy cô sẽ cho xin gì phải à cái sẽ cho xin gì ngay này lúc mà đã rồi nếu cô mà sẽ cho gì phải à cái này sẽ cho xin mà miếng chỉ bỏ mà xin màအဲ့ဒါကဲဖယားစစ်ကြောစီရင်မှတ်ထားမယ်နှစ်မျိုးရှိတယ်နှစ်မျိုးအဲ့နှစ်မျိုးကဟေဘရဲအခန်းကြီး7 9နဲ့7နှစ်ပိုက်ဟေဘရဲ7 9ပြီးဟေဘရဲ7အငယ်7နှစ်ပိုက်ရှိဟေဘရဲ7 9အဲ့ဒါကငါတာထာဝရဖယားဆုံးမတော်မူခြင်းကိုမမတ်ပဲမနေနှင့်တင်ဤအပြစ်ကိုစစ်ဆေးသောအခါစိတ်မပြတ်နေကဲဒီဥစ္စာကိုတရားကြည့်ကျွန်တော်ဖတ်မယ်မေးခွန်းမေးမယ်ငါတာထာဝရဖယားဆုံးမတော်မူခြင်းကိုမမတ်ပဲမနေနှင့်မေးခွန်းမေးမယ်ဘယ်သူကိုဆုံးမလဲဖျားတောက်ငါတာပြောတယ်မလားဖျားတောက်ဖျားဘာလုပ်လဲစီရင်တယ်ဟုတ်ပြီနော်စီရင်တယ်အပြစ်ကိုဆုံးမတယ်ဟုတ်ပြီလားဒါဆိုရင်မယုံကြည်သူကိုဆုံးမတဲ့ကြမ်းပိုက်လားယုံကြည်သူကိုဆုံးမတဲ့ကြမ်းပိုက်လားဒီကြမ်းပိုက်ကယုံကြည်သူကိုပြောတာယုံကြည်သူကအပြစ်လုပ်မိတာရှိလားအဲ့တော့အဲ့ကြမ်းပိုက်ကိုသေချာကြည့်တေးအပြစ်ကိုစစ်ဆေးသောအခါစိတ်မပြတ်နဲ့ဘသူရဲ့အပြစ်ဖယားသားရဲ့အပြစ်ဟုတ်လားဒါဆိုရင်စင်ကြီးတစ်ကိုပြန်သွားဒီနှစ်ခုမခွဲခြားတတ်ရင်ရှုံမယ်နော်ဇလန်ကအခုနိုင်ငံတော်များများမှာလိုက်ရှုံနေတဲ့ဒီအပြဿနာရှိတယ်တောင်းပန်စရာမလိုဘူးတောင်းပန်စရာလိုတယ်ဆိုတဲ့ဇလန်နေအပြစ်ရှိတယ်အပြစ်မရှိဘူးဆိုတဲ့ဇလန်နေနော်နေရာတော်များများမှာဒီနှစ်ခုတစ်နဲ့နှစ်ကိုမခွဲခြားတတ်ရင်အဲ့ဒါပြဿနာဖြစ်ကောအဲ့ဒါမှကြည့်စင်ကြီးတစ်ကဘသူခံလဲခရစ်တော်ခံလားဘယ်သူကိုစားကျွန်တော်ကိုစားထပ်မြင်မယ်ဘယ်အပြစ်ကိုခံတာလဲအာရန်လောက်တော့အပြစ်ခံသွားပြီလားခံသွားပြီအဲ့ဒါကိုလက်ခံတဲ့လူကဖျားသားသမီးဖြစ်ခွင့်ရလားရပြီလားဒါဆိုဖျားသားသမီးဖြစ်ပြီးမှဖျားစကားနားမထောင်ရင်အပြစ်ရှိလားရှိလားအဲ့ဒီအပြစ်ကအာရန်တော့အပြစ်လားဘောနိကန်ဖြစ်ပြီးမှလုပ်တဲ့အပြစ်လားပြန်မေးမယ်အာရန်တော့အပြစ်ကပြီးပြီလားစင်ချင်းနံပါတ်ဘယ်လောက်မှပါလဲ1
ဟုတ်ပြီနော်ဒါပေမဲ့ဖျားသားသမီးဖြစ်ပြီးရင်အပြစ်လုပ်မိလားအဲ့တော့ဖျားကအပြစ်လို့တတ်မှတ်လားဖြေလေတတ်မှတ်လားအဲ့ဒါငရဲသွားမဲ့အပြစ်လားဖျားသားမပီသားတဲ့အပြစ်လားဒါကြောင့်မလို့ဟေဘရဲစနစ်ငါတိတ်တိကြတယ်ငါသားထာဝရဖျားဆုံးမတော်မူခြင်းကိုမမတ်ဖဲမနေနဲ့ဘသူကပြောလဲဘသူကိုပြောလဲဖျားသားကိုပြောတယ်ပြန်မေးမယ်ဘသူပြောလဲဘသူကိုပြောလဲဖျားသားကိုပြောတယ်သင်ဤအပြစ်ကိုစစ်ဆေးသောအခါဘာကိုစစ်ဆေးတာလဲဘသူအပြစ်အာရနုံကအပြစ်လားဖျားသားဖြစ်ပြီးမှလုပ်တဲ့အပြစ်လားအဲ့ဒါသိချာကြည့်ဒါဆိုဖျားသားအပြစ်လုံးဝမရှိဘူးယေရှုယူသွားပြီယုံရင်အဲ့ဒါကဘာအပြစ်လဲအဲ့ဒါစီရင်တဲ့အာရအပြစ်ကိုပြောတာဒါပေမဲ့ဒီနေ့သင်ဖျားသားဖြစ်ပြီးရင်ဖျားစကားနားမထောင်ရင်အပြစ်ရှိတယ်လို့ပြောလားအဲ့အပြစ်ကိုယေရှုယူသွားလားအဲ့အပြစ်ကနေစီရင်ခံရမှာအဲ့ဒါနဲ့စီရင်မခံရင်ကိုစီရင်လိုက်အရင်ဆုံးကိုမစီရင်မှဖျားသခင်ကစီရင်ပြီးဟုတ်လားအဲ့ဒါကိုလည်းအပြစ်လို့ပဲခေါ်တယ်အဲ့တော့စကလုံးနှလုံးမှတ်ထားမယ်အာဒံတုံးကအပြစ်ကိုခံတာခရစ်တော်အဲ့ဒီအပြစ်နဲ့အခုဟေဘရဲစနစ်9မှာပြောတဲ့အပြစ်ကစက်လုံးပေါင်းတူတယ်အဓိပ္ပာယ်မတူဘူးဗမာမှာအဓိပ္ပာယ်မတူဘူးအာဒံမားတဲ့အပြစ်ကိုခရစ်တော်ခံသွားပြီကားတိုင်းမှာအဲ့ဒါလည်းအပြစ်ပဲဖျားသားသမီးဖြစ်ပြီးနေဖျားစကားနားမထောင်ရင်အဲ့ဒါကြအာဒံအပြစ်လားကိုနားမထောင်တဲ့အပြစ်လားကိုနားမထောင်တဲ့အပြစ်ကကားတိုင်းမှာပါသွားသလားအခုမြေကြီးပေါ်မှာဖျားစီရင်မလားအဲ့ဒါခွဲခြားတတ်ရမယ်အဲ့ဒါမခွဲခြားတတ်တော့ဒီနေ့ခရစ်ယာန်တွေကဘာဖြစ်သွားလဲဆိုတော့အပြစ်တွေအလုံးယူသွားပြီနေအပြစ်လုပ်ရင်လည်းအဲ့ဒါအပြစ်မဟုတ်တော့ဘူးဒါကြောင့်ဖျားကိုနေတောင်းပန်ဖို့မလိုဘူးဘာလို့ဆိုရင်ဖျားကနေကိုခွင့်လွှတ်ပြီးသားနေကပြန်တောင်းပန်နေဆိုတော့နေကယေရှုခရစ်ရဲ့မြတ်တာကိုနားမလည်လို့ပဲဟာ तू အပြစ်နှစ်ခုရောသွားတာ तू တပတ်ပေါက်လားတေချာကြည့်ဒီချမ်းပိုက်ကငါသားဘယ်သူပြောလဲဖျားသားကိုထာဝရဘုရားဆုံးမတော်မူခြင်းကိုမပတ်ဖဲမနေနဲ့ဘယ်သူဆုံးမလဲဖျားဘယ်သူကိုဆုံးမလဲဖျားသားတိကြတော့ဘယ်သူဆုံးမလဲဖျားဘယ်သူကိုဆုံးမလဲဖျားသားဖျားသားလို့ပြောရင်ခရစ်တော်ကားလိုက်ပါပြည့်ကျွတ်ဆက်တော်ယုံပြီးမှဖျားသားဖြစ်ခွင့်ရတာလေဟုတ်လားမဟုတ်လားပြီးမှလိုက်ဆိုတင်းအပြစ်ကိုစစ်ဆေးတော့ခါစိတ်မပြတ်နဲ့ဒါဆိုဖျားသားဖြစ်ပြီးရင်ဖျားစကားနားမတော်ရင်အပြစ်ရှိတယ်လို့ဖျားပြောလားအဲ့အပြစ်ကိုဖျားစစ်မလားစီရင်မလားအဲ့ဒါကကားလိုက်မှာစီရင်တာလားလောကမှာစီရင်တာလားအဲ့ဒါစီရင်တဲ့နေရာမတူမှတ်ထားအဲ့ဒါကခရစ်တော်ကိုစီရင်တာလားကိုစီရင်တာလားအဲ့ဒါကိုစီရင်တာအဲ့ဒါကဟေဘရဲစနစ်9ကအဲ့ဒီကျမ်းပိုက်ရဲ့စီရင်ခြင်းကဘာလဲဆိုရင်တနည်းပြောမယ်ဆိုလို့ရှိရင်သူကနှုတ်ကပတ်တော်နဲ့စီရင်တာကျမ်းစာနဲ့စီရင်တာတရားဟောချက်နဲ့စီရင်တာဒါကိုခေါ်တယ်အသားမနာဘူးတရားဟောချက်နဲ့ဆုံးမတာနှုတ်ကပတ်တော်နဲ့ဆုံးမတာကျမ်းစာဖတ်တော်ဆုံးမတာအဲ့ဒါဟေဘရဲစနစ်9စက်တိကြတော့အဲ့ဒါနဲ့မတူနောက်ဆုံးမနည်းတစ်မျိုးစီရင်နည်းနောက်တစ်မျိုးဟေဘရဲစနစ်အပိုင်ငယ်7ဆုံးမခြင်းမိသည်ကခံရစဉ်အခါဝမ်းမြောက်เสียမထင်ဝမ်းနည်းเสียထင်တတ်၏သို့တော်လဲဆုံးမခြင်းကိုခံရသောသူတို့သည်နောက်မှငြိမ်သက်ခြင်းနှင့်ဆက်ဆိုင်သောဖြောက်မှတ်ခြင်းအကျိုးကိုခံရကြ၏ဒီမှာကကျမ်းစာနဲ့စီရင်တာမရဘူးဆိုရင်ပြင်းထန်သောဒဏ်ခတ်ခြင်းဘုရားကအဲ့ဒါလာတယ်ဆိုတော့နှစ်နည်းရှိတယ်နံပါတ်1ကတော့ကျမ်းစာနဲ့အဲ့ဒါမှမရရင်နည်းနည်းပြင်းထန်သွားတယ်ဘုရားဒဏ်ခတ်တာဟုတ်ပြီလားဒါဆိုရင်ပြန်ပြောမယ်စီရင်တဲ့သူဘယ်သူလဲကိုယ်တိုင်ဘယ်သူကိုစီရင်လဲကိုဘယ်မှာစီရင်လဲမြေကြီးပါဘယ်နှကြိမ်စီရင်လဲနေ့တိုင်းတစ်ကြိမ်မဟုတ်ဘူးနေ့တိုင်းဟုတ်လားနေ့တိုင်းဘာအကျိုးရမလဲဖ
ရားစီရင်ခြင်းကလွတ်တယ်မှားတော့မှားတယ်ဒါပေမဲ့ကိုစီရင်လိုက်တော့ဘုရားစီရင်ခြင်းကနေလွတ်သွားရောဟုတ်လားတကယ်လို့ကိုမစီရင်ရင်ဘုရားစီရင်မယ်ဘုရားစီရင်နည်းတနည်းတရားဟောချက်နဲ့ဝေငှချက်နဲ့ကျက်စာနဲ့အဲ့ဒါမှမရရင်နည်းနည်းပြင်းထန်လောကမှာကိုနေခံရမယ်အဲ့တော့စီရင်နာကိုနားလည်ဖို့ကတော့ဘာလုပ်ရမလဲအလင်းမှကျင်လေရမယ်အဲ့တော့ယုံကြည်သူတွေအလင်းလေးနဲ့လူနဲ့ပေါင်းနေရဟိုအလင်းမှမလေးနဲ့လူနဲ့သွားပေါင်းတော့နေ့အမပဲတွေ့တော့မတွေ့တော့နေတော့မှအရန်ကောင်းတယ်လို့ပဲဟုတ်လားအေးအရက်သမားနဲ့သွားပေါင်းတော့ကိုဘီယာတောက်တာတော့သူ့အတွက်ပုံသက်တည်ဖြစ်နေရအလောက်တောက်တာငါတော့ဘီယာလောက်ပဲဝိုင်တောက်တဲ့လူကအိုးသူ့အတွက်တော့အလူငွေတော့ပိတ်ကျစိတ်ပေါက်သွားတယ်ဝိုင်သမားကိုဗနေတော့ကောင်းနေစပေါင်းကလေးကမဟုတ်တဲ့ဘုရားသားနဲ့သွားပေါင်းတော့အသက်တာမကောင်းတဲ့လူနဲ့ပေါင်းတော့ကို့အမကိုတွေ့မလားတွေ့တော့ဘူးဒါကြောင့်မလို့ဒီနေ့ယုံကြည်သူများကို့အမကိုတွေ့ဖို့ဘာလို့လဲဆိုရင်အလင်းထဲမှာကျင်လေတဲ့သူနဲ့ပေါင်းဒါမှကို့အမကိုသိမှာခိုင်းတူလူမျိုးတူမတူအဲ့ဒါအရေးမကြီးဘူးအလင်းထဲမှာကျင်လေတဲ့သူနဲ့သွားဒါမှကိုကသိသွားမှာပေါ့ဟုတ်လားအေးဒါကြောင့်မလို့စီချင်း1နဲ့2ကိုကြည့်နေရာတူလားစီချင်း1ကဘယ်နေရာကားတိုင်းစီချင်း2ကဘယ်မှာမြေကြီးမှာစီချင်း1ကဘယ်နှကြိမ်စီချင်း2ကဘယ်နှကြိမ်စီချင်း1ကဘယ်သူခန္ဓာစီချင်း2ကဘယ်သူခံလဲကိုတိုင်းစီချင်း1ရဲ့အကျိုးကဘယ်သူရလဲစီချင်း1ကအကျိုးဘယ်သူရလဲယုံကြည်လက်ခံတဲ့သူစီချင်း2ရဲ့အကျိုးကဘယ်သူရလဲကိုတိုင်းရလားရတယ်အဲ့တော့နေရာမတူဘူးစီချင်း1ကဘယ်နှကြိမ်စီချင်း2ကဘယ်နှကြိမ်နေတိုင်းစီချင်း1စီရင်တော်သူမရေးလိုက်ဘူးခုနစီချင်း1မှာစီရင်တော်သူဘယ်သူလဲဖယားကခမည်းတော်ကသားတော်ကိုစီရင်တာဟုတ်လားမဟုတ်လားကျွန်တော်တို့အပြစ်အားလုံးခရစ်တော်ပေါ်မှာတင်ပြီးကောင်းကင်ဘုံခမည်းတော်ဖယားကစီရင်တာစီရင်သူကခမည်းတော်1ကစီချင်း2ကစီရင်သူဘယ်သူလဲကိုတိုင်းစီရင်ကိုမစီရင်မှဘယ်သူကစီရင်မှလဲဖယားစီရင်မှဟုတ်လားဒါဆိုစီချင်း1နဲ့2စီရင်သူတူလားစီရင်တဲ့အကျိန်အရေအတွက်တူလားအကျိုးတူလားစီရင်တော်သူတူလားမတူဘူးစီရင်1ကစီရင်သူကခမဲတော်စီရင်2မှာစီရင်သူကကိုတိုင်းစီရင်1ကခံရတာကခရစ်တော်စီရင်2မှာစီရင်ခံရတာကိုတိုင်းစီရင်1ကရတဲ့အကျိုးကယုံကြည်သူရတယ်စီရင်2ကရတဲ့အကျိုးကကိုစီရင်တော်သူအကျိုးရတယ်စီရင်1ကတစ်ခါပဲခံတယ်စီရင်2ကနေ့တိုင်းခံရတယ်စီရင်1ကကရာနီမှာပြီးသွားပြီစီရင်2ကမြေကြီးပေါ်မှာနေရာမရွေးစီရင်ရတယ်အခုအမေရိကရောက်နေအမေရိကမှာစီရင်ရတယ်မန္တလေးရောက်မန္တလေးမှာစီရင်ရတယ်ချင်းတောင်ရောက်ရင်ချင်းတောင်မှာကိုစီရင်ရတယ်ဟုတ်လားမဟုတ်လားအေးအဲ့တော့စီရင်1နဲ့2သွားမရောရဘူးနေရာမတူအကျိန်မတူတော့ပေါ့လားစီရင်ချင်း3ကြတော့အဲ့ဒါနဲ့ထပ်ပြီးမတူတော့ထပ်ပြီးကွာခြားသွားမယ်အဲ့တော့သွားမရောရဘူးစီရင်ချင်း1ကခရစ်တော်ခန္ဓာဒါကြောင့်ကျွန်တော်အမားကိုကျွန်တော်ပြန်ပြီးတောင်းပန်စရာလိုလားစီရင်ချင်း1ကဘယ်သူခံလဲခရစ်တော်ခံတယ်ဘယ်သူအပြစ်ကျွန်တော်အပြစ်ခံသွားပြီလားအဲ့ရပြစ်တော့ဘုရားကိုတောင်းပန်စရာလိုလားဘုရားရဲ့တောင်းပန်တဲ့အာရန်လေးကိုတော်ရဲ့ခွင့်လွတ်လိုက်ပါကျွန်တော်အဖို့အာရန်ဖို့ကျွန်တော်လည်းစိတ်ညစ်တယ်ဘာတွေရှောက်လို့မှမသိဘူးတောင်းပန်စရာလိုလားလုံဝမလို့လိုမလို့တာစီရင်1ကဟုတ်လားမဟုတ်လားစီရင်2ကကိုမားတာဟုတ်လားတောင်းပန်ရမလားတောင်းပန်ရမယ်အဲ့ဒါစီရင်2တောင်းပန်စရာမလိုဘူးမှန်လားမှန်တယ်စီရင်ဘယ်လောက်လဲ1စီရင်2တောင်းပန်လားတောင်းပန်တယ်စီရင်1ကအာရန်လောက်သွားတဲ့ကိစ္စစီရင်2ကကြတော့ကျွန်တော်တို့လုံနေတဲ့ဟာတွေစီရင်1ကဖျားသားမဖြစ်ငယ်အပြစ်သားဟာကိုခံသွားတာစီရင်2ကကြတော့အပြစ်သားနေဖျားသားဖြစ်ပြီးမှမှားတဲ့အမှားအဲ့ဒါမတူဘူးလေအဲ့ဒါကိုခွဲခြားပြီးနားလည်ဖို့အရေးကြီးတယ်အာမင်အားလုံးယေရှုတင်တယ်ဘုရားခင်ကောင်းချီးပေးပါစေ